စဉ်သွားတာအထက်တောင်ပေါ်သို့ပြန်ဆိုင်ရုံထုံးတာရှိလားအဲ့ဒါကိုသောတာလို့ခေါ်တယ်ဟောပြီနော်နောက်ကြောင်းပြန်မဆံမင်းနဲ့ရှေ့သို့သာတိုးပြီးတော့ရောက်သွားတာတောင်ဘဝကျလာတဲ့ရေဒီတောင်အောက်ကိုစီးဆင်းသွားလိုက်တာဂျိုင်ဝမ်းရှိရင်ဂျိုင်ဝမ်းရောက်တဲ့ဒီတိုင်အောင်ချောင်းရှိရင်ချောင်းကနေပြီးတော့နော်မြောင်ဝါးတွေကနေပြီးတော့သမုဒ္ဒရာတွေရောက်အောင်စီးဆင်းသွားတာကိုသောတာအဲ့ဒါကိုသောတာလို့ခေါ်တယ်နော်အဲ့တော့တရားဓမ္မတွေသောတာဆိုတဲ့အဓိပ္ပာယ်နှမျိုးပေါ်မလာဘူးလားတနည်းကမဂ္ဂင်၈ပါးနဲ့ပြည့်စုံတာကိုသောတာတနည်းကစီးဆင်းသွားတာနောက်ကြောင်းပြန်မလဲပဲနဲ့ရှေ့သို့တာစီးဆင်းတာကိုပါခေါ်လေသောတာဟောပြီလားအဲ့တော့သောတာနဲ့မဂ္ဂင်၈ပါးအတူတူပါပဲမဂ္ဂင်၈ပါးဆိုတာသမာဓိသမာသင်္ကပ္ပသမာဝါစာသမာကမ္မနာသမာဇီဝသမာသတိသမာမသမာသမာဓိဆိုတဲ့အဲ့ဒီမက်ကိုလေသောတာအဲ့ဒီအင်္ဂါရှိချက်ရှိတာကိုလေသောတာအဲ့တော့ကောင်းပြီဦးဇင်းတို့တရားနာတဲ့ပုဂ္ဂိုလ်တွေဦးဇင်းကမေးမယ်တရားဓမ္မတွေအခုအပေလေးပါသိလို့ရှိရင်အပေလေးပါတို့မကြတော့ဘူးမရောက်တော့ဘူးလို့အာမခံတဲ့ပုဂ္ဂိုလ်ရှိလားရှိပါဗျာအဲ့ဒီအဖြစ်ဆိုပြီးနောက်တစ်ချက်ကတပည့်တော်တို့သိလို့ရှိရင်ဗျာနတ်ပြည်6ထပ်တော့တစ်ထပ်တော့သိကြပြီလို့ဖြေနိုင်တဲ့လူရှိလားရှိပါဗျာဓမ္မပြည်ရောရောက်မယ်လို့ဖြေနိုင်ရဲ့လားဒါဖြင့်ထိုဘုံ3မျိုးမှလူနတ်ဓမ္မအပေ၄ပါးဆိုတဲ့အဲ့ဒီဘုံ3ရပ်မှမလွတ်တဲ့ပုဂ္ဂိုလ်ကြီးပဲလွတ်တဲ့ပုဂ္ဂိုလ်လို့ရှိပါမလားမရှိဘူးအဲ့ဒီဓမ္မမှာချမ်းသာတဲ့သုပတိနတ်ဘုံနဲ့ဆင်းရဲတဲ့ဒုပတိဘုံအဲ့ဒီဘုံနှစ်ဘုံကိုဦးဇင်းတို့တွေ့ရတယ်ဘာဖြစ်လို့လဲဆိုဇာမမရှိတာဇာမရှိတဲ့အတွက်ကြောင့်လောကလူသားတွေဒီတဲ့လောဘဒီသောအကျဉ်းသာဒေါသဒီသောအကျဉ်းသာအဲ့ဒါတွေမပယ်နိုင်တဲ့အတွက်ကြောင့်အပယ်လေးပါးလွတ်မယ်လို့အာမမခံနိုင်ဘူးတဲ့အဲ့တော့ဒီဘုံ3ပါးမှာတပုံပြီးတပုံပြောင်းပြီးတော့ကောင်းမှုပြုလိုက်ကောင်းကျိုးဘဝတွေပြုလိုက်တခါကောင်းတဲ့ဘဝတွေရောက်လိုက်လူဘုံနတ်ဘုံရောက်လိုက်မကောင်းမှုတွေပြုတဲ့အတွက်ကြောင့်အပယ်လေးဘုံတို့ကြားလိုက်အဲ့ဒီကနေပြီးတော့ဇန်တရားတွေအားထုတ်လိုက်ဓမ္မပြည်သို့ရောက်လိုက်အဲ့ဒီကနေပြီးတော့ဓမ္မဇံကုံလဲကောင်လူပြည်ပြန်ကြပြိဿံပြည်ပြန်ကြအပယ်လေးပါးပြန်ကြအဲ့လိုအဖြစ်ဘုံ3ပါးလဲမနေဘူးလားလဲနေတဲ့လမ်းကလွတ်ထွက်နိုင်ပြီလားမထွက်နိုင်သေးဘူးဆိုတော့တရားဓမ္မတွေဒီအခုတရားနာတဲ့ပုဂ္ဂိုလ်တွေဒီသန္တရာဘုံ3ပါးမှာခရုကွင်းလျှောက်နေတယ်လို့တဘွားဘယ်ဘွားဘလို့ရောက်ပြန်လဲပြီးတော့ပတ်ချက်လဲပြီးတော့နေတဲ့ဘဝသန္တရာခရုကွင်းလျှောက်နေတဲ့ပုဂ္ဂိုလ်တွေပဲခရုကွင်းကလွတ်တဲ့ပုဂ္ဂိုလ်ရှိလားရှိပါဘူးအဲ့တော့သန္တရာလဲပြီးခရုကွင်းလျှောက်နေရနေပြီးတော့သန္တရာလွတ်တဲ့လမ်းကိုတွေ့သွားပြီဆိုရင်သန္တရာလဲတဲ့လမ်းကိုမလျှောက်တော့ဘဲနဲ့သန္တရာလွတ်တဲ့လမ်းကနေပြီးတော့သန္တရာချုပ်တဲ့နိဗ္ဗာန်တိုင်အောင်အဲ့ဒီပုဂ္ဂိုလ်သိသွားပြီဆိုရင်သန္တရာလေယာမလွတ်တဲ့ဒီအောင်စပြီးရှောက်နေတဲ့ပုဂ္ဂိုလ်အဲ့ဒါကိုဘာခေါ်လဲသောတာပန်ပုဂ္ဂိုလ်ဟုတ်ပြီလားအဲ့လိုသန္တရာလေယာမသန္တရာဆုံးတဲ့ကြီးကိုနောက်မဆုတ်တန်ရှေ့သို့တိုးရတာနိဗ္ဗာန်တိုင်အောင်စီးဆင်းသွားတာကိုဘာခေါ်လဲသောတာပန်အဲ့လိုနိဗ္ဗာန်တိုင်အောင်စီးဆင်းတာလမ်းမရှိဘဲနဲ့နီးမရှိဘဲနဲ့ရောက်ပါမလားမရောက်ပါဘူးအဲ့ဒါကြောင့်မလို့အဲ့ဒါကိုလည်းမဂ္ဂင်၈ပါးရှိတယ်အဲ့ဒါကိုလည်းသောတာပန်ပဲအဲ့တော့နောက်တစ်ခုသောတာပန်ခြင်းနောက်ဦးဇင်းတို့မြန်မာနိုင်ငံမှာသောတာပန်ခြင်းကတော်တော်ရှုပ်တယ်အဲ့ဒါကိုလည်းဦးဇင်းအခြေခံရှင်းသွားမယ်ဒီဥစ္စာကဘုန်းကြီးကျောင်းကြီးဆိုတော့အဲ့ဒီဘုန်းကြီးမှာဦးဇင်းကကျောင်းထိုင်နေတယ်ဒကာကြီးတယောက်ကဦးဇင်းကြီးလာပြီးတော့အကြောင်းရှိလို့လာပြီးစကားပြောတယ်အဲ့လိုစကားပြောတဲ့အခါကျတော့ပြောလဲပြီးတော့လျှောက်ထားစရာတွေမေးစရာတွေမြန်းစရာတွေပြီးလဲပြီးတော့ဖျားတပြီးတော့ပြန်တော့မယ်ဖျားလို့အဲ့ဒီလိုလျှောက်တဲ့အချိန်အားစပြီးတော့ထိုပုဂ္ဂိုလ်ထိုတကာကိုဧည့်သည်လို့ခေါ်မလားအိမ်ပြန်တဲ့ပုဂ္ဂိုလ်လို့ခေါ်မလားဒါဖြင့်အိမ်ပြန်တဲ့ပုဂ္ဂိုလ်လို့ခေါ်ပြီးနေအဲ့ဒီပုဂ္ဂိုလ်အိမ်ရောက်နေသလားကြောင်းပါပဲလားသောတာပန်ရဲ့သဘောတရားတွေပြောတော့မယ်နော်ဦးဇင်းအဲ့ဒီအနေအခြေခံပြီးတော့နော်တရားဓမ္မတွေသောတာပန်ဖြစ်အောင်ဘယ်လိုနော်ကျင့်သုံးရမယ်ဆိုတာဦးဇင်းကဒီညဟောပါမယ်အဲ့တော့ကျောင်းမှာနေပြီမဲ့ပထမလာတော့ကတော့ဧည့်သည်တကာလို့သတ်မှတ်ရကိစ္စတွေပြီးတော့ပြန်တော့မယ်ဖျားလို့ဆုံးဖြတ်ချက်ကြား၍လျှောက်ထားပြီးတဲ့တပြိုင်နက်ဆရာနဲ့တကာသဘောတူလို့ပြောစရာတွေဆိုစရာတွေပြီးပြီဆိုပြီးတော့ဆုံးဖြတ်လိုက်တဲ့တပြိုင်နက်ထိုပုဂ္ဂိုလ်ကိုဧည့်သည်လို့ခေါ်မလားအိမ်ပြန်တဲ့ပုဂ္ဂိုလ်ခေါ်မလားဒါဖြင့်ဘယ်မှာရောက်နေလဲကျောင်းမှာပဲရှိသေးတယ်ဒါဖြင့်ဧည့်သည်စဉ်သွင်းလို့ရပါမယ်မှတ်တာအရိယာနေပြီးတော့ဘုန်းကြီးကို3ချိန်ကြော့တယ်3ချိန်ကြော့တာဘာလို့နေတာလဲအိမ်ပြန်မလို့ဟုတ်ပြီလားအိမ်ပြန်တယ်ဆိုတာဆရာတော်ကို3ချိန်ကြော့ပြီးမှပြန်ရတယ်မဟုတ်ဘူးလားအဲ့တော့အိမ်ပြန်ဖို့အတွက်ပြုတ်ပဲကိစ္စတဲမှာ3ချိန်ကြော့ရတဲ့အလုပ်မပါဘူးလားအဲ့ဒီအလုပ်လုပ်နေတာဘာလို့တာလဲ
အိမ်ပြန်မလို့ဟောပြီနော်အိမ်ပြန်မလို့သူကတော့အဲ့ဒီကနေပြီးတဲ့ခါကျတော့အဲ့ဒါသူကျောင်းအောက်ကိုဆင်းတယ်ကျောင်းအောက်ကိုဆင်းတဲ့အလုံးလုံးနေတော့အဲ့ဒီပုဂ္ဂိုလ်ဒီအိမ်ရောက်ပြီလားဘယ်မှာရောက်နေတာလဲကျောင်းမှာပဲရှိနေသို့တော့ဆရာတော်ရှိရနေပြီးတော့စကားပြောပြီးတော့ဆုံးဖြတ်ချက်ချတဲ့အချိန်ကနေစပြီးတော့အိမ်ကိုဒီပုဂ္ဂိုလ်တိုးပြီးသွားတာနောက်တစ်ခါဘုန်းကြီးကျောင်းကိုပြန်တက်သေးလားမတက်တော့တဲ့သူ့ရဲ့ပန်းနိုင်ဖြစ်တဲ့အိမ်ရောက်အောင်ဆက်ကမပြန်နေဘူးလားအိမ်တော့ရောက်ပြီလားအဲ့လိုဆိုရင်ဒီပုဂ္ဂိုလ်အိမ်ပြန်တဲ့ပုဂ္ဂိုလ်ပဲသတ်မှတ်သေးတာရောက်တာကတော့ကျောင်းထဲမှာပဲရှိသေးတယ်ဟုတ်ပြီနော်အဲ့ဒီကနေပြုဝဲကိစ္စတွေငကိုပြုရမယ့်ကိစ္စတွေကျောင်းပေါ်ဆင်းလာတဲ့ကိစ္စတော့ပြီးမသွားဘူးလားပြီးသွားပြီမဲ့အိမ်မရောက်သေးဘူးဒါပြင်အိမ်ပြန်တဲ့ပုဂ္ဂိုလ်ဆင်းနေပဲသွင်းရမယ်အိမ်ပြန်တဲ့ပုဂ္ဂိုလ်ဆင်းနေပဲသွင်းရမယ်နော်အဲ့ဒီကနေပြီးတော့ကျောင်းသူကားပါတယ်ဆိုတော့အဲ့ဒီကားစီမောင်းထွက်သွားတော့ကျောင်းခြံဝါသို့ရောက်သွားပြီကျောင်းလေးကတော့မထွက်သေးဘူးကျောင်းခြံဝါတော့ရောက်သွားပြီအဲ့ဒီပုဂ္ဂိုလ်ကိုကျောင်းလာတဲ့ပုဂ္ဂိုလ်ခေါ်မလားအိမ်ပြန်တဲ့ပုဂ္ဂိုလ်ခေါ်မလားအိမ်ရောက်ပြီလားဘယ်ရောက်နေလဲကျောင်းထဲမှာပဲရှိသေးတယ်ဒါပြင်ဧည့်သည်လို့မခေါ်တော့ဘူးပြန်တော့အိမ်ပြန်တဲ့ပုဂ္ဂိုလ်အိမ်တို့ရောက်အောင်တဖြည်းဖြည်းရှေ့ကိုတိုး၍နောက်ကျောင်းမလဲတော့ပဲနဲ့အိမ်ရောက်အောင်သွားနေတဲ့ပုဂ္ဂိုလ်လို့ခေါ်သည်ဟုတ်ပြီလားအဲ့ဒီကနေပြီးတော့နောက်ဆုံးတော့လမ်းတစ်ဝဲရောက်ပြီးအဲ့ဒီကနေပြီးတော့သူ့အိမ်ခြံဝါသို့ရောက်ပြီးသူ့အိမ်ခြံဝါသို့ရောက်တော့အိမ်မော်ရောက်ပြီလားသူ့ရဲ့သွားရမယ်အိမ်မော်ရောက်အောင်သွားရမယ်ကိစ္စတွေတော့မကြံနေဘူးလားဒါပြင်အိမ်ရောက်တဲ့ပုဂ္ဂိုလ်လို့ခေါ်လို့ရသေးလားသို့တော်လည်းပဲအိမ်ပြန်တဲ့ပုဂ္ဂိုလ်ဟောပြီလားအိမ်မော်သူ့လည်းရောက်တော့သူထိုင်ပြီးအနားလည်းယူလိုက်တဲ့ခါကျဒီပုဂ္ဂိုလ်ကိုဘာပုဂ္ဂိုလ်ခေါ်မလဲအိမ်ရောက်တဲ့ပုဂ္ဂိုလ်အိမ်ရောက်တာရဲ့အိမ်ပြန်တာရဲ့နှမျိုးမရှိဘူးလားရှိပါဘူးအဲ့လိုပဲအဲ့တော့သောတာပန်ကိုရည်သွက်ကြလို့ဟောပြီနော်သစ္စာလေးပါးတရားကိုလည်းမသိဘုရားတရားတန်ခါယထာသုံးပါးကိုလည်းအကျိုးမဲ့မသိတဲ့ပုဂ္ဂိုလ်ဒီအန္တပါလားသန္တရာလေယာမလည်းမသိလေနေကြောင်းလည်းမသိလေဘုံကိုလည်းမသိသန္တရာချုပ်ကြောင်းလည်းမသိသန္တရာချုပ်ကနီလန်းကြောင်းလည်းမသိတော့မောဟကြီးဖုံးပြီးတော့ငါဒီတော့တေကြီးနဲ့တဏမာနတွေကပ်မနေဘူးလားကပ်နေတာကဦးဇင်းတို့မြန်မာလူမျိုးမှလားလူမျိုးတိုင်းပဲလားလူမျိုးတိုင်းပဲနော်ဗမာရဲ့တရုတ်ရဲ့ကချင်ရဲ့ကရင်ရဲ့ကလားရဲ့ရှမ်းရဲ့အင်္ဂလန်ဂျာမနီမျိုးခွဲကြပြီမဲ့နော်အားလုံးမှာဘာဖြစ်တာလဲလောဘတွေဒေါသတွေမောဟတွေငါကိုယ်တွေသူ့ကိုယ်တွေသားတွေသမီးတွေအစွဲလန်းတွေအတ္တအဖြစ်ဒိဋ္ဌိအဖြစ်ဆွဲရတာမရှိဘူးလားရှိပါဘူးလိုချင်တဲ့အာယုန်တွေတွေ့လို့ရှိရင်လိုချင်တဲ့တတ်မှတ်တာမရှိဘူးလားရှိပါဘူးတတ်မှတ်တဲ့အာယုန်နဲ့ရရှိလာရင်ငါမှရှိတယ်ဆိုမာနတွေမရှိဘူးလားရှိပါဘူးအဲ့ဒါကဗမာလူမျိုးမှလားလူမျိုးတိုင်းလားလူမျိုးတိုင်းပဲမတူးနေဘူးလားတူးနေတယ်ဒေါသဖြစ်တာလဲတူးတယ်လောဘဖြစ်တာလဲတူးတယ်ငါတိဥသောပုဂ္ဂိုလ်သတ္တဝါနဲ့ဆွဲထားတာမတူဘူးလားအဲ့လိုဆိုရင်အမှန်မသိတာဟောမတူဘူးလားတူးနေကြတယ်အဲ့တော့လောဘဒေါသမောဟမာနဒိဋ္ဌိမနာလို့တော့မစ္စရိယရရှိတော့မာနညူဆိုတော့အိဒါအဲ့လိုအဖြစ်ဝုဇုံမှုဆိုတဲ့အာဟုကုတရားတွေနဲ့စိတ်မှာဖုံးနေဘူးလားဖုံးနေပြီဆိုဒီပုဂ္ဂိုလ်ဒီသန္တရာလွတ်တဲ့လမ်းကာယသင်္ခါရဝစီသင်္ခါရစိတ္တသင်္ခါရတွေအလုံးလုံးနေတာလားသန္တရာလဲတဲ့လမ်းကိုလုံးနေရလားသန္တရာလဲတဲ့ကာယဝစီမနောကုသိုလ်အာဟုကုတရားတွေလုံးမနေဘူးလားလုံးနေတဲ့အလုပ်ဒီပုဂ္ဂိုလ်ဘာလုပ်နေရလဲသန္တရာခဏတိုးရဘဝတွေခဏရအောင်ခဏအိုတဲ့နာတဲ့သိတဲ့ဒုက္ခကြီးရအောင်သန္တရာလဲရင်တခဏထမ်းလိုက်တခဏပြည့်လိုက်နောက်ခဏတထုံးတိကိုထမ်းလိုက်နောက်ခဏတထုံးအိုနာသိချင်းတတ်လိုက်ခံလိုက်ဘောဝသည်ကျွေးလိုက်နော်သိပေးလိုက်ရေချိုးပေးလိုက်အဲဒုက္ခတွေခံလိုက်ငါဒီရောအတ္တဒိဋ္ဌိကတော့လွတ်သလားလွတ်ပါဘူးအဲတော့သို့ပုဂ္ဂိုလ်ရဲ့အပြုနဲ့အမြင်နဲ့ပြုခြင်းအကြာနဲ့ပြုခြင်းအနံနဲ့ပြုခြင်းအစာနဲ့ပြုခြင်းကာယနဲ့ပြုခြင်းစိတ်နဲ့ကြံစည်ခြင်းဆိုတဲ့နော်အလန်းလျှောက်နေတာဟုတ်ပြီလားအဲဒီလမ်းလျှောက်နေမှုဒီတဲ့လဲတဲ့လမ်းကိုလျှောက်တာလားလွတ်တဲ့လမ်းကိုလျှောက်တာသန္တရာလဲတဲ့လမ်းကြီးလျှောက်တာအဲဒီလိုလဲတဲ့လမ်းလျှောက်နေတဲ့ပုဂ္ဂိုလ်အာရိယနေပြီးတော့လူဖြစ်လာတဲ့အခါကျတော့အခုလိုလူဘဝလူသာသနာနဲ့လာကြုံပြီးကြုံတော့အရိယသူတော်ကောင်းတွေနဲ့တွေ့တဲ့အခါကျတော့တရားဓမ္မပေါင်းသူတော်ကောင်းတို့ဟာဒီခန္ဓာကိုယ်ကြီးအပြင်မကြည့်တော့လဲဆင်းရဲတယ်မတက်တော့လဲဆင်းရဲတယ်ကျွေးရတော့လဲဒုက္ခရှားရတော့လဲဒုက္ခအိုးဝနာသိရတာလဲဒုက္ခပိုင်းသလားဆင်းရဲတော့ချမ်းသာလို့ရမရဘူးအဲလိုဆိုရင်လူဘဝလူဖြစ်လာတော့ဒုက္ခတွေရမလားဘူးလားဒုက္ခရလာတော့ညင်းလို့ရတယ်ညင်းလို့ရလားမရဘူးအဲ့တော့ဘုရားဝါဒတွေညင်းလို့ရရဲ့လားအခုတော့ကောင်းပြီဒကာဓမ္မတွေအခုတရားထိုင်တာတဲ့ပုဂ္ဂိုလ်တွေပြီနော်တိတိစာရေးသွားရေးလာရေးနေထိုင်အလုံးလုံးမနေကြဘူးလား
အဲ့ဒါဘာအတွက်လုပ်လို့နေကြလဲဒီခန္ဓာဝန်အတွက်ပဲဟုတ်ပြီလားမစားရရင်မဆင်းရဲဘူးလားမတည့်ရင်ရောမတည့်တော့လည်းဆင်းရဲမတည့်တော့ယောဂတွေရတော့ဆင်းရဲတော့ဆရာဝန်ဆေးသွားမှုတော့ချမ်းသာရဲ့လားအကြီးနဲ့ထုံမဲ့ဓာတ်နဲ့ခွဲမယ်ချမ်းသာသလားမချမ်းသာဘူးအဲ့လိုဆိုလို့ရှိရင်ဒုဒ္ဓဓမ္မတွေမချမ်းသာတဲ့ဆင်းရဲတဲ့နှိမ့်ဆက်တဲ့ခန္ဓာကြီးရမနေဘူးလားအဲ့ဒီခန္ဓာကြီးရအောင်ငါ့ကိုလို့မှရင်ငါ့ကိုငါခင်းအောင်လုပ်ပါမလားကိုယ့်ကိုယ်တော့ချမ်းသာအောင်လုပ်မဲ့လူတွေကြီးပဲအဲ့လိုဆိုချမ်းသာအောင်လုပ်ခြင်းရဲ့သားနဲ့ဆင်းရဲမှုပေးနေတာကငါသဘောနဲ့ငါပေးရလားငကိုရရှိတဲ့အကျိုးတရားလားငကိုရရှိတဲ့အကျိုးတရားကိုငကိုအတိုင်းလို့မသိဘဲနဲ့ငါကိုယ်လို့ဆွဲတာမှန်ပါမလားမှန်ငါကိုယ်တာငါသဘောငါပိုင်နဲ့ငါဆိုင်နဲ့ဆိုရင်ငါဘာငါပြုပြင်လို့မရဘူးလားရမယ်အခုတရားဓမ္မတွေအခုတရားထိုင်ကြတယ်အင်ကြီးဝစားမပါဘူးလားကိုယ်အင်ကြီးလားသူများရှိကငါဝတ်တာကိုယ်အင်ကြီးဆိုတော့ကိုယ်မပိုင်ဘူးလားကိုယ်ပိုင်တဲ့အင်ကြီးကိုယ့်ဘာကိုကကြီးနဲ့ညံ့ရင်မရဘူးလားဟာကိုယ်ပိုင်တဲ့အင်ကြီးဆိုတော့အင်ကြီးကငါပိုင်တော့အညံ့ပကံမှုဆိုညင်းတာရှိသလားတရားဓမ္မတွေမှာအိမ်မှာသပိန်းနေရှိတယ်ကိုယ်ဝယ်တာကကိုယ်သပိန်းဆိုတော့ကိုယ်ကလေးကကိုယ်သွားရင်သပိန်းတွေကိုယ်လေးကနောက်တော့မလိုက်လာဘူးလားလိုက်လာရင်ကိုယ်သဘောမပိုင်ဘူးလားဒီနေရာသပိန်းရတိုင်းသပိန်းကဟိုနေရာသွားရမယ်လို့ရှိလားအဲ့တော့ကိုရချင်ရမှာသပိန်းကလိုက်မရဘူးလားအဲ့ဒါဆိုကိုယ်လိုသူလိုက်တယ်ဟုတ်ပြီနော်ကောင်းပြီတရားဓမ္မတွေအခုထိုင်နေတဲ့ခန္ဓာကိုယ်ကြီးနော်သမင်းစားလာပြီဆိုတော့ကိုယ်ဆောင်လို့သလားသူ့ဘာလို့စားလားကိုယ်လိုသူလိုက်အောင်မစားနဲ့အောင်လို့အမိတ်ပေးလို့ရလားအဲ့လိုဆိုကိုယ်လိုသူလိုက်တာမှန်ရဲ့လားမှန်သလားမစားနဲ့အောင်လို့တားလို့ရအဲ့လိုဆိုအတ္တသဘောလားအနတ္တသဘောလားအဲ့လိုဆိုရင်ဒီခန္ဓာကိုယ်ကြီးကဘာအောင်ပေးလဲရက်ဆက်ဖောက်ပြန်တဲ့သဘောမပေးဘူးလားနေတိုင်းတတ္တဝါတိုင်းလူတိုင်းတိရစ္ဆာန်တိုင်းမစားတဲ့တိရစ္ဆာန်လို့ရှိလားမစားတဲ့လူသားဆိုတာရှိသလားအဲ့တော့တနေ့စားနေရသည်ဟုတ်ပြီလားပြုရနေရသည်အဲ့တော့ဒုက္ခပါလားလို့သိမသွားဘူးလားအဲ့ဒီဒုက္ခကြီးငါကိုယ်လို့ဆွဲရတယ်ဆွဲရင်နဲ့ပဲပြုရင်ပြင်ဖာတင်းနဲ့စောက်ချော်ရင်နောက်တော့အိုးနာပြီးအတ္တမခံရပြန်ဘူးလားအတ္တကတော့အိုးတော့လည်းဆင်းရဲနာတော့လည်းဆင်းရဲသေးတော့လည်းဆင်းရဲချမ်းသာတဲ့ပုဂ္ဂိုလ်ရှိလားအဲ့တော့တရားဓမ္မတွေအခုတရားထိုင်နေတဲ့ခန္ဓာကိုယ်ကြီးအောင်ကောင်းကျိုးနဲ့ဆိုးကျိုးဘယ်ဟာပေးလဲဒုက္ခနဲ့ဒုက္ခဘယ်ဟာပေးလဲငြင်းလို့ရတယ်ငြင်းလို့မရအဲ့လိုဆိုရင်ငြင်းလို့မရတဲ့အမှန်တရားကိုသိမသွားဘူးလားအဲ့ဒါဘယ်သူကဟောတာဘုရားဟောတာဘုရားဟောတဲ့တရားငြင်းလို့ရတယ်အဲ့တော့ဘုရားကအမှန်တရားကိုဟောတာပါတဲ့ကြံဖန်တဲ့တရားမဟုတ်ပါဘူးဟုတ်ပြီလားတို့ဘုရားပွင့်တာဒီအမှန်ကန်တရားတွေဟောတာငြင်းလေငြင်းလို့ရလားတတ္တဝါတိုင်းခန္ဓာရှိတဲ့လူမျိုးနဲ့ဘာသာခွဲခြားကြပြီမဲ့အဲ့ဒီခန္ဓာကိုယ်ကြီးရလို့ရှိရင်ဆာလာတဲ့သဘောတော့အမှန်မရှိဘူးလားအဲ့ဒီဆာလာတဲ့သဘောကဒုက္ခသဘောနဲ့ဖြစ်လာတာဒုက္ခသဘောနဲ့ဖြစ်လာတာဒီလူမျိုးတော့ဖြစ်တဲ့ဟိုလူမျိုးမဖြစ်ဘူးဆိုတာရှိသလားအဲ့တော့ဒုက္ခဆိုတာအမှန်တရားပဲဆိုတာညင်းလို့ရလားအဲ့တော့မြတ်စွာဘုရားရှင်ဟောတဲ့တရားကမှားတယ်လို့ဝေဖန်လို့ရတယ်အဲ့တော့အမှန်တရားလားအကြံဖန်တရားလားတို့ဘုရားကမှန်ပြီဟုတ်ပြီလားဘုရားမှားပြီဆိုတာရှိသေးလားရှိပါဘူးအေးအဲ့ဒါကသမာဓိဋ္ဌိအယူမှန်သွားပြီဟုတ်ပြီလားအယူမှားကိုးကွယ်တာရှိသေးလားရှိပါဘူးအဲ့တော့ဘုရားဘာကြောင့်မှန်တာလဲဆိုတာနော်တို့ချင်းဘုရားတဲ့သူ့ဘုရားငါဘုရားတွေအများကြီးရှိတာကိုဘုရားမပွင့်ခင်ကလည်းဘုရားတွေမရှိဘူးလားရှိပါဘူးမသလိခေါ်တော်လည်းငါဘုရားအမာကဏီလည်းငါဘုရားနိကန္နာတွေလည်းငါဘုရားအဲ့လိုဘုရားတွေနဲ့ဘုရားတွေရည်တွက်လို့ရသေးလားမရပါဘူးအဲ့ဒီမှာဂေါရမဘုရားလည်းဘုရားလို့ဖြစ်မလာဘူးလားဖြစ်ပါဘူးအဲ့တော့ဘုရားချင်းတူလာရင်ဘယ်ဘုရားမှန်တယ်လဲလို့ရွေးတာဟုတ်ပြီလားအမှဘုရားကတဆူပဲရှိပါတယ်ဆိုလို့ရှိရင်တဆူသာလင်ဘုရားရှိကောင်းတယ်ဆိုရင်အဆူတွေများနေလို့ရှိရင်တော့ဘယ်ဆူမှန်တယ်လဲလို့မရွေးသေးဘူးလားရွေးသေးတယ်အကယ်၍မိမိတို့ရွေးချယ်တဲ့ဘုရားကိုးကွယ်မှုမှန်လို့ရှိရင်အာရသမာဓိဋ္ဌိဟုတ်ပြီလားကိုးကွယ်မှားသွားရင်မိစ္ဆာဒိဋ္ဌိဟုတ်ပြီလားအဲ့တော့ဦးဇင်းတို့ဂေါရမဘုရားလည်းဘုရားပဲဟုတ်ပြီလားကိုဘုရားကိုမှားလားမှန်လားလို့ရွေးရမယ်လေရွေးရမှာရွေးချက်ပိုင်မှုရှိတယ်လေကိုကြိုက်ရင်မကြိုက်ရင်ပဲပဲပေါ့ကိုရွေးတယ်ဆိုတာစံတော့ထားရမှာပေါ့ဘယ်ဟာကိုစံလို့ထားမလဲမြတ်စွာဘုရားကအမှန်တရား၄မျိုးပဲငါဟောပါတယ်ဘုရားတရားဘယ်နှမျိုးဟောလဲသူဟောတဲ့၄မျိုးကကျမ်းဖန်ပြီးဟောတာလားအမှန်ကိုဟောတာလားအဲ့ဒါကြောင့်လို့ဒကာဓမ္မတွေခုနကျမ်းဖန်ပြီးတော့
လုံးစအနေနဲ့ဝါဒတစ်မျိုးတွေနဲ့ကြံမယ်ဆိုရင်ဝေဖန်ရင်အပြစ်ပေါ်လာလိမ့်မယ်အပြစ်ပေါ်လာလို့ရှိရင်ကြံဖန်တဲ့တရားပဲဟုတ်ပြီနော်အပြစ်ရှာလို့မတွေ့ရင်အမှန်ကန်တရားပဲဟုတ်ပြီလားအဲ့တော့ခုနကတော့ကဘာပေါ်မှာလူပေါင်းမြောက်များစွာရှိကြတိရစ္ဆာန်ပေါင်းမြောက်များစွာရှိကြတယ်မြောက်များစွာသောတတ္တဝါတို့သည်အာဟာရဆိုတဲ့အထောက်ပံ့မရှိရင်ပြီးလို့ရသေးလားအာဟာရအထောက်ပံ့မရခင်ထိုတတ္တဝါသည်ချမ်းသာတာသိရလားသိရပါဘူးဒါဖြင့်ခန္ဓာအမျိုးမျိုးသဏ္ဍာန်အမျိုးမျိုးတိရစ္ဆာန်ပဲလူပဲအင်္ဂလန်ပဲဂျာမနီပဲလို့ခွဲခြားကြပေမဲ့အာလုံးသောတတ္တဝါတို့သည်အာဟာရမရရင်ဘာဖြစ်လဲသိရတာကြီးပဲမှန်လားမှားလားငင်းလို့ရသေးလားအဲ့လိုဆိုရင်ဘုရားဟောတဲ့အမှန်တရားကငင်းလို့မရတဲ့အမှန်တရားဆိုတော့အမှန်ကိုဟောတဲ့ဘုရားဆိုတာသံတရားရှိသေးလားရှိပါဘူးဝစီကိစ္စပြုတ်မသွားဘူးလားဝစီကိစ္စသို့လို့ငါကိုးတဲ့ဘာသာဟုတ်မှာဟုတ်ပါမလားငါတို့ရဲ့ဘုရားဒီမှန်မလားလို့သို့လို့ရှိသေးလားရှိပါဘူးအဲ့တော့ဘုရားကိုယုံကြည်ခြင်းမှပြောက်မသွားဘူးလားသို့လို့ဆိုတဲ့ဝစီကိစ္စပါပြောက်မသွားဘူးလားဒိဋ္ဌိဝစီကိစ္စဟုတ်ပြီနော်အဲ့လိုဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့အကျင့်တော်ကြံမယ်ပေါ့အဲ့ဒါဦးဇင်းနောက်ပိုင်းဟောမယ်အဲ့တော့ဘုရားရဲ့ယုံကြည်တရားရဲ့ယုံကြည်ခြင်းတွေ့မလားဟုတ်လားတွေ့ပါဘူးဒါရင်ကောင်းပြီဒီခန္ဓာရတဲ့ဒုက္ခရတာမှန်တယ်အဲ့တော့ယောက်ျားမိန်းမရှိသလားဒုက္ခတွေရှိသလားခွေးမြက်ကြက်တွေရှိလို့ရှိသလားဒုက္ခရှိသလားအဲ့တော့ဒုက္ခကိုဒုက္ခလို့သိတာဘာဖြစ်လဲအမှန်ကိုသိတာဟုတ်ပြီလားအဲ့ဒုက္ခရတဲ့ခန္ဓာကိုယ်ကြီးကငါကိုယ်တာဆိုလို့ရှိရင်ဟဲ့ဒုက္ခမပေးနဲ့ဟုတ်ငါလုံးမသေးလို့မဆာနဲ့အောင်လို့ငါကိုယ်တာငါသဘောအားတာဆိုရင်တားလို့မရဘူးလားအခုတားလို့ရရဲ့လားအဲ့လိုဆိုရင်ဒီခန္ဓာကိုယ်ကြီးကအတ္တသဘောသို့ဆောင်လားအနတ္တသဘောသို့ဆောင်လားအနတ္တဆိုတော့အတ္တရှိသေးလားရှိပါဘူးအဲ့လိုဆိုရင်ဒီခန္ဓာကိုယ်ကြီးကအတ္တမရှိတဲ့ခန္ဓာကိုယ်ကြီးအတ္တမဟုတ်တဲ့ခန္ဓာကိုယ်ကြီးအဲ့ဒါကိုနာအတ္တကိုအနတ္တလို့ခေါ်တာအနတ္တအစိုးမရဘူးဟုတ်ဖို့ဖြစ်စည်းတဲ့ရက်ဆက်တဲ့ဆိုတာဖောက်ပြန်တဲ့အတွက်ကြောင့်ဆင်းရဲမှုသဘောပေါ်မလာဘူးလားအဲ့ဒီယုတ်တရားကြီးကဆာလုံးနေဆိုတာဖောက်ပြန်တဲ့ကြောင့်ရက်ဆက်တဲ့သဘောပေါ်လာတယ်ရက်ဆက်တဲ့သဘောကြောင့်ဘာဖြစ်လဲဆင်းရဲတဲ့သဘောပေါ်တယ်ဖောက်ပြန်တော့မြဲသေးလားမမြဲတော့ပြတ်မသွားဘူးလားမပြည့်နဲ့အောင်လို့တားလို့ရအဲ့လိုဆိုရင်အနေစအောင်ညင်းလို့ရသေးလားအခုခမရတို့ကျုပ်တို့ဘိုးဘွားဝင်နေရှိနေခဲ့တာဟိုရှိတုန်းကပြုလုပ်ခဲ့တဲ့အဆောက်အဦတွေရှိသေးလားလူတွေရောရှိသေးလားအဲ့တော့နေလာတက္ကတာယာတွေတော့အခုကအစင်မြဲတယ်လို့ရှိသလားရှိပါဘူးဒီနေရာရောမြဲသလားမြဲပါဘူးကဘာကြီးမှာရှိတာရောမြဲသလားမြဲပါဘူးမြဲတယ်လို့ဘယ်နေရာကိုဘာနဲ့ထောက်ပြရရှိသေးလဲရှိပါဘူးကဘာရရမှာမြဲတာကိုလိုက်ရှာတာရှိပါဘူးရှိလို့ရှိလားရှိပါဘူးအဲ့လိုဆိုကဘာသူကဘာသားတွေကိုမေးမယ်ဆိုလို့ရင်တို့ကဘာသူကဘာသားပေါင်းတို့ဟာဒီကဘာမှာရှိတဲ့အရာအလုံးဒီမြဲသလားမမြဲသလားလို့မင်းသူကဘာသူကဘာသားတွေကဘယ်လိုဖြေကြမြဲပါဘူးအဲ့တော့လူမျိုးတွေဘာသာတွေခွဲခြားကြပေမဲ့ဘုရားဦးဇင်းမေးတဲ့အမေဘုရားရဲ့ဘုရားမေးတာမြဲတာနဲ့မမြဲတာဘယ်ဟာရှိတယ်လို့မေးတဲ့အခါကျတော့မမြဲဘူးလို့အဖြေတူမလားဘူးလားအဲ့ဒီမမြဲဘူးဆိုတာဘယ်လိုဟောတာလဲဒါဘုရားကငင်းစရာကိုဟောတာလားငင်းစရာမရှိတာကိုဟောတာလားအမှန်တရားကိုဟောတာလားအကြံဖန်တရားကိုဟောတာလားကဲအကြံဖန်ဆိုညင်းလို့ရမယ်လေအခုတော့ညင်းလို့ရသေးလားအဲ့ဒါကြောင့်မလို့ဘုရားဟောတဲ့တရားကတော့ငင်းလို့မရတဲ့တရားပဲဟုတ်ပြီလားပြည့်တယ်ဆိုတာခိုင်မာလို့လားမခိုင်မာလို့လားအဲ့တော့လောကကြီးကမခိုင်မာတဲ့လောကကြီးပါလားမခိုင်မာတဲ့ခန္ဓာကြီးပါလားမခိုင်မာတဲ့တတ္တဝါတွေမခိုင်မာတဲ့ရုပ်ဝတ္ထုတွေအဲ့ဒီမခိုင်နာမာတာဘာဖြစ်လို့လဲဖောက်ပြန်လို့ဟုတ်ပြီလားဖောက်ပြန်တော့ပျက်စီးတယ်ဖောက်ပြန်မှုပျက်စီးမှုဒီဘယ်သဘောဆောင်လဲပြုပြင်တတ်တဲ့သဘောမဆောင်ဘူးလားပြုပြင်တော့ပြည့်မသွားဘူးလားပြည့်တော့ဘာဖြစ်လဲကြောင်းလဲသွားတယ်ပြည့်တယ်ဆိုရင်ဘာပြောရလဲကြောင်းလဲသွားတယ်အဲ့တော့သင်္ခါရတရားအဲ့ဒီတော့ရှိဘိုးဘွားရှိပုဂ္ဂိုလ်တွေသုံးသပ်ခဲ့တဲ့နေရာမှာမပြုပြင်တတ်တဲ့အရာဆိုတာရှိတယ်လို့အဖြေထွက်သွားလားကဘာရရမှရှိတဲ့သိပ္ပံပညာရှိတွေကိုလိုက်မင်းမယ်ဒီယုတ်တိဒီနာနေဟာစိတ်ကြီးယုတ်တိတော့ရှိကြတယ်အဲဒီရှိကြတဲ့ယုတ်တိစိတ်ကြီးဟာဥပ္ပါကိုပြုပြင်နေရလားသူ့ဘာသူပြုပြင်နေတာလားလို့မေးရင်ဥပ္ပါကိုပြုပြင်တယ်လို့ဖြေပေးနိုင်ပါမလားယောဂီမှာခေါင်းပါရှိတယ်သဘင်မရှိဘူးလားဘသူစိုက်တာသူ့ဘာသူစိုက်တယ်ဆိုတော့သူ့ဘာသူရက်နေလားရှိလားမေးမွေးတော့သဘင်ရှိသေးလားဘသူစွန့်နှုတ်လိုက်တယ်သူ့ဟာသူနဲ့
ပေါက်တာလည်းဘာဖြစ်လဲရှည်လာတာလည်းကျွတ်သွားတာလည်းအဲ့တော့မြဲသလားမြဲပါဘူးတိုင်းရှည်ရမှာနေပြီးတော့ရှည်တဲ့တိပြုပြင်မလားဟုတ်လားငါပြုပြင်တာလားသူ့ဘာသူပြုပြင်တာလားဟောသူ့ဘာသူပြုပြင်တာမဟုတ်ပါဘူးငါတို့ပြုပြင်ပါတယ်လို့ငါအပြင်အတ္တအားဖြင့်ကဘာကြီးမှရှိတဲ့လူသားတွေလိုက်မေးဖြေနိုင်မှာမလားဖြေနိုင်ပါဘူးဒါမြတ်စွာဘုရားဟောတဲ့တရားကိုညင်းလို့ရတယ်မရဘူးဆိုအားလုံးအဖြေမှန်ပေါ်မလားဟုတ်လားအဲ့တော့ဘုရားဟောတာအကျံဖန်ကိုဟောတာလားအမှန်ကန်ကိုဟောတာလားအဲ့ဒါမလို့ဓမ္မလို့ခေါ်တယ်ဓမ္မအမှန်ပဲဟောပြီလားပြုပြင်တတ်တဲ့သဘောဒီလည်းမှန်တယ်သူပြုပြင်တဲ့သဘောဒီသူပြုပြင်ခိုင်းတယ်ငါပြုပြင်ခိုင်းတယ်နော်အဲ့တော့တကိုးရှင်ကပြုပြင်ခိုင်းတယ်လို့ထောက်ပြကြရှိသလားရှိပါဘူးအကယ်၍တကိုးရှင်ကနော်ပြုပြင်ပါတယ်ဆိုရင်အဲ့ဒီတကိုးရှင်ကိုပဲခေါ်ပြီးတော့ဟာဒီအသက်ဟာဒီအရွယ်ဟာဒီသဖြင့်ဒီတိုင်းပဲနေပါစေဖြစ်အောင်တော့ဖန်တီးနိုင်မယ်ဆိုလို့ရှိရင်မြဲအောင်လည်းဖန်တီးပေးဖို့ဟုတ်ပြီလားဖြစ်အောင်တော့ဖန်တီးနိုင်ရင်မပြတ်အောင်သူမဖန်တီးနိုင်ရဘူးလားဖန်တီးတာမှန်ခဲ့လို့ရှိရင်ထောက်ပြလေဟုတ်ပြီလားဖန်တီးကြပါတယ်ဆိုလို့ရှိရင်ဖြစ်အောင်ဖန်တီးနိုင်မဟုတ်မနာမသိအောင်လည်းဖန်တီးထားဖို့အဲ့တော့ချောအောင်လာအောင်လည်းဖန်တီးကြပါဒီနေ့ဒီပုံစံမကြိုက်ဘူးဟိုနေ့ဟိုပုံစံလုပ်ခြင်းနဲ့ဆိုရင်ဖန်တီးကြတယ်ဆိုရင်မရဘူးလားအခုရရဲ့လားအဲ့တော့ဖန်တီးထားတယ်ဆိုတာမှန်လားမှားလားအဲ့လိုဖန်ဆင်းရှင်ဆိုတော့မှန်မှာမလားဘာဖြစ်လို့လဲဆိုတော့ဖန်ဆင်းထားတယ်လို့ထောက်ပြကြရှိလားရှိပါဘူးဖန်ဆင်းထားတယ်လို့ထောက်ပြရင်ပြစ္ဆုတ်ပံလည်းထောက်ပြလို့ရမယ်အနာကလည်းထောက်ပြလို့ရမယ်အဲ့တော့ဓမ္မတွေမြဲအောင်ဖန်တီးထားလို့ရလားမရပါဘူးအဲ့တော့ဖန်တီးတော်ရှိလားအဲ့တော့အတ္တသဘောဆိုတာရှိလားအဲ့ဆိုနာအတ္တဆိုတော့ဗုဒ္ဓဟောတဲ့တရားကပြုပြင်တတ်တဲ့ငကိုယ်သဘာဝပါပဲတဲ့သူလည်းမဟုတ်ငါလည်းမဟုတ်ဘယ်သူမှမဟုတ်ပဲနဲ့ရုပ်ဆိုတဲ့မသိတတ်တဲ့ရုပ်တရားတွေမရှိဘူးလားရှိပါဘူးမသိတတ်တဲ့ရုပ်တရားတွေကသူ့ဘာသူပြုပြင်မနေဘူးလားသူ့ဘာသူပြုပြင်တော့သူ့ဘာသူပဲပြောင်းမပါဘူးလားအဲ့ဒါကိုဆွဲထားထိန်းထားလို့ရတယ်ထိန်းထားနိုင်တယ်ဆွဲထားနိုင်တယ်လို့အကြောင်းအထောက်ထားပြကြရှိလားရှိပါဘူးမရှိလို့ဘုရားဟောတဲ့တရားမမြဲဘူးဆိုတာလည်းမှန်တယ်ပြုပြင်တတ်တယ်ဆိုတာလည်းမှန်တယ်မမြဲလို့ပြုပြင်တာပြောင်းလို့ရတယ်ပြောင်းလို့တော့ဖောက်ပြန်တယ်ဖောက်ပြန်တော့ပြည့်စည်တယ်ပြည့်စည်တယ်ဆိုတာအနှိမ့်မရှိလို့ဟုတ်ပြီလားအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားဟောမှန်သလားမှားသလားအဲ့တော့တရားပေါ်မှာဟောသံဃာရှိသေးလားရှိပါဘူးအဲ့တော့တရားကိုယုံကြည်မသွားဘူးလားယုံကြည်သွားဟောတရားဆိုတာယုံကြည်သွားပြီဘုရားကိုလည်းယုံကြည်သွားပြီတရားကိုလည်းယုံကြည်သွားသံဃာကျမ်းနေဟောပြီနော်အဲ့တော့ဒီသံဃာတော်တွေဟာပိဋကသုံးမှုကိုအစဉ်ထမ်းပြီးတော့229သိက္ခာပုဒ်ကြီးကိုထမ်းပြီးတော့ဒကာဓမ္မတွေအတွက်မြတ်စွာဘုရားဟောတဲ့သာသနာတော်ကြီးကိုသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာမိမိနဲ့လည်းကိလေသာမကောက်အောင်သီလနဲ့ခွာသမာဓိနဲ့ထိန်းပြီးတော့ပညာနဲ့ရောသံဃာတော်တွေပယ်တတ်ပြီးတော့သာသနာပြုမနေကြဘူးလားပြုနေကြပါဘူးထိုသံဃာတော်တွေဒီမကြည်ညိုတိုက်ဘူးလားကြည်ညိုတိုက်ပါဘူးမကိုးကွယ်တိုက်ဘူးလားဘာဖြစ်လို့လဲသီလစင်ကြယ်လို့ဟောပြီနော်အမှန်တရားတွေကိုမြဲအောင်ကျင့်ကြံနေလို့ဒကာဓမ္မတွေကိုလည်းစင်ကြယ်သောအသိနဲ့ပဲစင်ကြယ်တဲ့တရားတွေပြန်ပြီးဖောက်တဲ့ချမဟုတ်ဘူးလားအခုဦးစင်းကတန်ခါဖောက်တဲ့ချပြီးပြန်ဟောတာဒကာဓမ္မတွေအကျိုးစီးပွားမရဘူးလားကောင်းကျိုးရလားဆိုးကျိုးရလားအဲ့တော့တို့တန်ခါတော်တွေကကောင်းကျိုးစီးပွားကိုပေးတဲ့တန်ခါတော်တွေပါလားဆိုတာအမှန်သိမသွားဘူးလားအဲ့တော့တန်ခါတွေပေါ်မှာဟောအယူမားစရာအမြင်မားစရာရှိသေးလားရှိပါဘူးအဲ့တော့ဖရာတရားတန်ခါယတနာသုံးပါးပေါ်မှာယုံကြည်မှုတွေရမလားဘူးလားရပါဘူးတန်တရားရှိသေးလားရှိပါဘူးအဲ့ဒါကိုကဒါနုတာတွေသောတာပန်ဟောပြီလားဒါကဦးဇင်းအကြံမြင်သိလိုက်ပြီအကြံမြင်ခေါင်းတည်လိုက်ပြီဘုရားတရားသံဃာယရဏသုံးပါးကိုအကြံမြင်တည်လိုက်တာအဲ့တော့ယရဏဆိုလို့လောကမှာယရဏတွေရှားကြတယ်ဟုတ်ပြီလားယရဏတွေရှားကြတာပညာတွေသင်တာလဲဘာဖြစ်လို့လဲယရဏရဖို့ဟုတ်ပြီလားအလုတ်သွားလို့တယ်ဆိုတာဘာလို့တာလဲယရဏရဖို့နိုင်ငံသားသွားတယ်ဆိုတာလဲဘာလို့တာလဲဟုတ်ပြီအဲ့တော့ယရဏတွေရှားကြတော့အဲ့ဒီယရဏတွေကိုရှည်တန်းတင်တဲ့အခါကျတော့ချမ်းသာတဲ့တထေးကြီးကလည်းငါတော့ယရဏတွေရပြီဆိုပြီးတော့ဗာဖြစ်တာလေမန်တဲ့ကောယရဏရတော့ယရဏကိုလိုချင်တဲ့ယရဏတွေထိုယရဏကြောင့်မိမိကိုနောက်ထပ်ဘာစိတ်ဖြစ်စီလဲမာနဆိုတဲ့စိတ်ဖြစ်မလာဘူးလားအဲ့လိုဆိုထိုယရဏတွေအာဟုတုတရားပေးသလားကုသိုလ်တရားပေးလားအာဟုတုတရားပေးပါကဲအဲ့လိုဆိုဒကာဓမ္မတွေရှားတဲ့ယရဏတွေကုသိုလ်ရသေးလားအာဟုတုရသေးအာဟုတုရဒါပေမဲ့ဒကာဓမ္မတွေဘာရှာနေတာလဲလို့မင်းဘယ်လိုဖြေမလဲဟောဖြေရလား
ဟုတ်ပြီလေအာဟုရှာနေကြတာဒါဖြင့်ဦးစင်းကမေးပြီးအရှင်ဗျာအဲ့လိုမှမဆိုင်ရင်ဘယ်သူထမင်းကျွေးမဲလို့မမေးဘူးလားကိုမိုက်ပြေကိုခံဖို့အတိတ်ကမိုက်ခဲ့တာကိုမိုက်ပြီးမှတော့အခုခင်ဗျားတို့အိမ်တော်ကြပြီးမှတော့မပေါင်းတော့ဘူးလို့ပြထားလို့ရဆက်ပေါင်းဖို့ဟုတ်ပြီလားဒါဖြင့်ဦးစင်းကရှိဆက်ဟောရမှာပေါ့အဲ့တော့ဒကာဓမ္မတွေအခုတရားနာတဲ့ပြိဿပေါင်းသူတော်ကောင်းတို့ဒီအခုတရားနာနေတဲ့အချိန်မှာတရားသံဃာယတနာ၃ပါးကိုနော်အမှန်တကယ်ယုံကြည်ပြီးတော့ဆိုပြပေမဲ့ဘာဒီလောကမှာနေနေလဲလိုချင်မှုလောဘဘသူကတော့ဘလောက်ချမ်းသာတာကိုပဲကြည်နေကြသည်မကြည်နေဘူးလားကြည်နေပါဘူးဘယ်ယတနာကိုကြည်တာလဲရွှေယတနာဟုတ်ပြီလားငွေယတနာတွေတိုက်ယတနာတွေကားယတနာတွေအိမ်ယတနာတွေဟုတ်ပြီလားဘယ်ပုဂ္ဂိုလ်ကတော့ဘယ်အစဉ်ဘယ်ဝတ်တွေဝတ်ပြီဆိုတဲ့ကာမဂုဏ်တွေအဲ့ဒါတွေပဲလိုက်ကြည့်မနေဘူးလားဘယ်ပုဂ္ဂိုလ်ကတော့ကြီးပွားသွားပြီစက်ကြီးပဲနှလုံးရပြီဟဲ့တော်တယ်ဟုတ်ပြီလားဘယ်ပုဂ္ဂိုလ်ကယာရုတွေရလို့ဘလို့ဝင်ငွေတွေရနေပြီအဲ့ဒါတွေပဲလိုက်ကြည့်နေကြဘူးလားကြည့်နေကြပါဘူးအဲ့ဒီအာယုန်တွေဒီသန္တရာလေစီလားသန္တရာမှာလွတ်စီလားသန္တရာလေတော့ပါရဒုက္ခရဟုတ်ပြီနော်ဒါဒုက္ခဓမ္မတွေဖယားကတော့သန္တရာမှလွတ်အောင်ဒုက္ခမှလွတ်အောင်မဂ္ဂင်၈ပါးအကျင့်တရားကြီးကိုရှင်းကြပါလို့ပြောကြပေမဲ့ဒကာဓမ္မတွေရဲ့မျက်နှာမူနေတာကဘာလို့မူနေတာလဲဒုက္ခနဲ့ပေါင်းပြီးတော့လောကသန္တရာတိုးပွားမဲ့ကာမဂုဏ်တရားတွေယရနာတွေပဲလိုက်မရှာနေဘူးလားဘလောကမှာသွားမယ်ဆိုရင်နားထဲမှာနှကမှာမရှိရင်သိငယ်နေတယ်မသိငယ်နေဘူးလားဟောလေဘေးမှာဆွဲကြိုးလေးမှာမဆွဲနိုင်ရင်ယရနာမရှိဘူးဆိုပြီးသိငယ်ကြပြန်တယ်မသိငယ်ဘူးလားလက်စွပ်ကလေးမှာမဆွနိုင်ဘူးဆိုရင်ဟုတ်ပြီလားအဲ့ဒီလောက်ကလေးမှမဝေးနိုင်ဘူးဆိုမျက်နှာငယ်မနေဘူးလားအဲ့ဒီပုဂ္ဂိုလ်သိတဲ့အခါကျတော့အဲ့ဒီနဂတ်တွေဆွဲကြိုးတွေအဲ့ဒီဟာတွေကသူ့ရဲ့ပြင်းထန်တဲ့နှိမ့်ဆက်တဲ့ဒုက္ခဝေဒနာမှာကယ်တင်နိုင်ရင်လားအဲ့ကြတော့အဲ့ဒီယတနာတွေစိတ်မရကြီးတွေပန်ထားပြီးတော့စိတ်နဂါကြီးတွေနဲ့ဗရမ ्या တွေပန်ဆင်ထားတဲ့ဒကမတယောက်ကကေစာယောဂနဲ့သေကံကြီးကြတော့အဲ့ဘုကိုဘလို့နေမလဲအမလေးတော့နဲ့သားတို့သမီးတို့ကယ်ပါအောင်နဲ့ခေါ်မနေဘူးလားခေါ်နေပါဗျာစိတ်နဂါကြီးပန်ထားတော့ချမ်းသာသေးလားချမ်းသာပါဘူးမသိပါဘူးလေဒကာဓမ္မတွေရှားတဲ့ယတနာကစိတ်နဂါတွေဗရမ ्या တွေလက်စွပ်တွေနဂါတွေတိုက်တွေကားတွေလင်္ကလူသာကားတွေကိုအိမ်ကြီးချမ်းနေဘရက်တွေစသည်ဖြင့်အဲ့ဒါကိုပဲရှည်တန်းတင်ပြီးတော့သူ့အိမ်နဲ့ငါသူ့တိုက်တဲ့ငါတိုက်ကကြီးအောင်သူချမ်းသာတာနဲ့ငါချမ်းသာတာကြီးအောင်သူကြီးပွားတာနဲ့ငါကြီးပွားတာငါကပူကြီးအောင်ပူအောင်ကြီးပွားအောင်ဆိုယတနာတွေရှားမနေရဘူးလားအဲ့ဒီရှားနေတဲ့ယတနာကဖယားကြိုက်တဲ့ယတနာလားမကြိုက်တဲ့ယတနာလားကြိုက်တဲ့ယတနာပါဒါပေမဲ့ဒကာဓမ္မတွေဗုဒ္ဓဘာသာလို့ဘယ်လိုခေါ်ကြမှာလဲဘာဖြစ်လို့ဖယားတရားသံဃာယုံတော်၃ပါးကိုမလေးစားတယ်လဲဆိုရင်မယုံကြည်လို့ပေါ့ဟုတ်ပြီလားကိုတော့ကိုးကွယ်ပါတယ်ကိုးကွယ်တဲ့နောက်မှာယုံကြည်တာပါလားမပါဘူးဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့ခုနဥသိမေးတယ်လေဖယားတာတကယ်ယုံကြည်မဲ့ဆိုဖယားအဆုံးအမတွေမသိနေဘူးလားသိပါဘူးအခုသိနေရမယ်ဆိုဥသိမမေးတဲ့အခါကျတော့သာဝကသောတာပန်၅မျိုးသိလားဆိုမသိဘူးတဲ့မသိတော့ဘာလို့မသိရလဲဖယားအဆုံးအမကိုမရှာလို့မလိလာလို့ဟုတ်ပြီလားမြတ်စွာဘုရားကသာသနာအမှုကြီးမပေးထားဘူးလားအဲ့သာသနာအမှုကြီးဘာမှရှိတယ်ဘုန်းကြီးမှရှိဟုတ်ပြီလားဒကာဓမ္မတွေမြတ်စွာဘုရားကသာသနာအမှုကြီးပေးဖို့အတွက်၄သိရှိတဲ့ကဘာတသိမရင်းခဲ့ဘူးလားရင်းခဲ့ပြီးတော့မြတ်စွာဘုရားကပြိဋိဘံပြုသွားတော့ဘာထားခဲ့သာသနာအမှုကြီးမထားခဲ့ဘူးလားအဲ့သာသနာအမှုကြီးကဗမာလဲဘုန်းကြီးကျောင်းကဗီဒီယိုထဲမှာပိဋကသုံးပုံဒီမြတ်စွာဘုရားရဲ့အဆုံးအမပဲမဟုတ်ဘူးလားမြတ်စွာဘုရားဆုံးမထားတွေကိုတို့ကယူရမယ်မဟုတ်ဘူးလားမှားရမယ်နားရမယ်ကျင့်ရမယ်သိရမယ်ပွားရမယ်ဟုတ်ပြီလားအဲ့တော့မှားယူသိကျင့်ပွားများမှုရှိပြီလားမေးကြည့်တာပါဟုတ်ပြီလားအဲ့တော့မြတ်စွာဘုရားဟောတဲ့အဆုံးအမကိုမသိတဲ့အခါကျတော့မြတ်စွာဘုရားရဲ့အဆုံးအမဘာမှမသိတော့လောကီအာယုံကာမဂုဏ်ကအရှိကြီးတင်နေခုနဒုက္ခကိုဒုက္ခမှသိရလားသန္တာလေတာမှသိရလားမသိဘူးဟုတ်ပြီနော်အဲ့လိုဆိုပိဋကသုံးပုံဟာသာသနာမှာတီးမနေဘူးလားတီးပါပါဒကာဓမ္မတွေကိုဖတ်နိုင်ဖို့အတွက်နိုင်ငံတော်သံဃာတော်တွေကပါဠိကိုမြန်မာပြန်သားတော့မြန်မာလူမျိုးတွေမြန်မာစာတက်တော့မဖတ်တတ်ဘူးလားဖတ်တတ်ပါအဲ့တော့မြန်မာစာဖတ်တတ်ရင်မြတ်စွာဘုရားဟောတဲ့တရားတော်ကိုမြန်မာလူမသိဘူးလားသိပါပါတကယ်သိလားသိလားဆိုတော့လည်းမသိဘူးဟုတ်ပြီလားဘာဖြစ်လို့လဲဆိုပိဋကသုံးပုံဘာသာပြန်တဲ့စာကိုခင်ဗျားတို့အိမ်မှာရှိလားဘုရားသာသနာ့ဘုရားဘယ်ကြောင့်နဲ့သွားတဲ့ဟုတ်ပြီလားအဲ့ဒါဘာဖြစ်လို့လဲဖယားကိုအာမကိုလို့ဘုရားကိုမယုံကြည်လို့ဟုတ်ပြီလားတရားတော်ကိုမသိတော့သန္တရာဘေးလည်းမကြောက်လို့
တန်ត្រာတိုးတဲ့အလုပ်တွေဘုရားကြီးပြောလို့ပြောင်းပြောင်းတင်းတင်းနဲ့လုပ်နေကြပါတယ်ဟုတ်ပြီလားဘုရားဘာတော့ထိုးပါတယ်ဘုရားတော်ရတော်ကပ်ပါတယ်ဘုရားဘာပြောမှတော့မသိပါဘူးဟုတ်ပြီလားသူ့ဘာလို့ဘုရားဘာပြောတနေ့ကျတော့တို့ကသူ့တဲ့ငါချမ်းသာဖို့ငါပြည့်စုံဖို့ငါဂုဏ်ရှိဖို့ဟုတ်ပြီလားငါသားငါသမီးတွေပြည့်စုံဖို့လူလွမ်းစည်းဖို့ဒါပဲရှာမနေဘူးလားအေးအဲ့ဒါဆိုဒကာဓမ္မတွေဘုရားဟောတဲ့ဒုက္ခသစ္စာလည်းမသိဘူးနိရောဓသစ္စာလည်းမသိဘူးမဂ္ဂသစ္စာလည်းမလျှောက်ဘူးနိရောဓသစ္စာနဲ့နိဗ္ဗာန်ကိုအောင်ပြုနိုင်နေရလားမပြုနိုင်ဘူးတော့ဒုက္ခကြီးပဲအောင်ပြုနေဘူးလားအဲ့တော့ဒကာဓမ္မတွေရှာတဲ့ဇီဝသည်ကာယသင်္ခါရဝစီသင်္ခါရနေရောညအောင်မိုးလင်းမိုးကျုံမပြုလို့အောင်လားပြုလို့တဲ့အလုပ်ဟောဆင်းရဲလားချမ်းသာလားဒါရင်ဒကာဓမ္မတွေရှာနေတဲ့ချမ်းသာသည်ပင်ပင်မမှန်းရှာပြီးတော့ချမ်းသာမှုမြဲရလားအဲ့ဒါဣဒံဒုက္ခကာမိနိပရိပရာပုရုဇဉ်သစ္စာလို့ခေါ်တယ်ဟုတ်ပြီလားဒုက္ခတိုးဝါကြောင့်မကောင်းသောအကျင့်ကြီးဟုတ်ပြီလားမြတ်စွာဘုရားကဣဒံဒုက္ခនិရောဓကာမိနိပရိပရာအရိယသစ္စာနိမိတ်ပဲဟုတ်ပြီလားဒုက္ခချုပ်ရာနိလန်းကြောင့်ဟုတ်ပြီနော်ဒုက္ခတိုးတဲ့အလုပ်ရဲ့ဒုက္ခချုပ်တဲ့အလုပ်ရဲ့ဆိုတော့လမ်းလမ်းမရှိဘူးလားရှိပါဘူးဒါရင်ဒကာဓမ္မတွေကဒုက္ခတိုးတဲ့အလုပ်လုပ်တာဒုက္ခချုပ်တဲ့အလုပ်လုပ်သလားအာမရသေးဘူးလားအဲ့မိကုန်းဖြစ်လေမိမိတို့ရှာနေတာဒီလောဘဒေါသမောဟကာယဝစီသင်္ခါရအဘုညာပိသင်္ခါရအဲ့ဒီသင်္ခါရတရားတွေနဲ့ရှာမနေဘူးလားရှာနေပါဗျာအဲ့ဒါကိုဒုက္ခမှန်းသိရလားသိပါသန္တာရှိမှန်းလည်းမသိပါဘူးဆိုဘုရားဟောတဲ့အဆုံးမှပိဋကဘာသာပြန်နေမဖလို့ပိဋကဘာသာပြန်စာအုပ်တော့ကို3000လောက်ရှိပါတယ်2000 3000လောက်ရှိတယ်သနခါတုံးတုံးဘယ်လောက်ရှိ1000ကျော်ရှိရဗျာဟုတ်ပြီလားပိဋကသုံးပုံကို3000လောက်ဝင်တစ်သက်လုံးမျိုးစဉ်မျိုးဆက်ဖတ်လို့ရတယ်သနခါတုံးဘယ်လောက်သိခံလို့သနခါတုံးကတော့ဝယ်တယ်ဗျာဟုတ်ပြီလားဒကာဓမ္မတွေကခဏအကောင်းသားစီးမယ်ဆိုရင်1000မကျော်ဘူးလားပိဋကသုံးပုံ2000 3000ပဲပြရပါတယ်ဝယ်ကြရလားမဝယ်ဘူးဟုတ်ပြီနော်အေးဖဏဖိုးတော်မရှိပါဘူးဟုတ်ပြီလားသနခါတုံးမူတော်မရှိပါဘူးဒကာဓမ္မတွေဒကာကြီးတွေဝတ်တဲ့လက်ပနာကြီးကဘယ်လောက်တန်တယ်လဲတောင်းတဲ့ချီတန်ပါသည်အ ਨੇ ဆုံးပိဋကသုံးမို့တော့ကို2000 3000ပဲတန်ပါသည်ခမည်းတော်ရဲ့ယရနာကပိဋကတရားယရနာနဲ့တူရဲ့လားအဲ့တော့ကျုံလုံးပြောမှာလောကမှာအမြတ်ဆုံးတစ်ခုတည်းသောယရနာသည်ပါလေသတ္တမသာဝနာအတိတုံလပံမှတ်ထားကြပါမြန်မာလူမျိုးဘုရားတော်ဘာသာဝင်ပေါင်းသူတော်ကောင်းတို့ရေဟုတ်ပြီလားသတ္တမသာဝနာအတိတုံလပံအလွန်မှရနိုင်ခဲ့တာယရနာပဲယရနာဆိုတာပါလေရနိုင်ခဲ့တယ်ရနိုင်ခဲ့တာယရနာရနိုင်ခဲ့တဲ့ထဲမှာတဲ့ဘုဒ္ဓဘာသာတုံလဘောအခုလို့ဖယားနဲ့တွေ့နိုင်ခဲ့တယ်ဖယားသာသနာနဲ့ကြုံနိုင်ခဲ့တယ်အဲ့ဒါခိမ့်မခိမ့်ဘူးလားခိမ့်တယ်မနုဿဘောတုံလဘောလူကြီးကောင်မခိမ့်ဘူးလားအဲ့ဒါခိမ့်တယ်အဲ့ဒါတော့အင်္ဂလန်ဂျာမနီမျိုးအကုန်လုံးလည်းလူမဖြစ်နေကြဘူးလားဖြစ်နေကြတယ်အဲ့ဒီမှာထပ်ပြီးတော့တဲ့ကောပိစိတဘာဝတုံလဘောနော်ဒီရှင်ယဟန်ဖြစ်ကိုရနိုင်ခဲ့တယ်ဒီလက်ချင်းယဟန်နဲ့လူတွေဓကမတွေဘယ်ရများလဲဓကဘာလုံးမှာခြုံကြည့်ရင်လူကြောင်နေရမများဘူးလားဒါပေမဲ့ဓကဘာလုံးမှာခြုံကြည့်ရင်အမှန်တရားကိုဟောတဲ့ဗုဒ္ဓဘာသာကိုယ်ဝယ်တဲ့ပုဂ္ဂိုလ်ကမနှဲနေဘူးလားနှဲနေပါဘူးလူဖြစ်တာတော့မှဒီဗုဒ္ဓဘာသာနဲ့ကြုံမလွယ်ဘူးတဲ့အဲ့ရနေဒုလဘာသရသံပတ္တိခုနလိုသဒ္ဓါနဲ့ပြည့်စုံဖို့လိုတယ်ဟုတ်ပြီလားသဒ္ဓါတရားနဲ့ပြည့်စုံဖို့လိုတယ်တဲ့အဲ့တော့မြတ်စွာဘုရားရှင်ကသဒ္ဓါတရားနဲ့ပြည့်စုံမယ်ဆိုရင်အကယ်၍ငါဘုရားကိုသဒ္ဓါပေမကြီးညိုတဲ့ပုဂ္ဂိုလ်ခြေသားခြေသမီးတို့အဲ့ဒါကိုသောတာပန်ဆင်းနေသွင်းလိုက်မှန်ပြီလားမြတ်စွာဘုရားကိုလိုက်လဲဥမာလူငယ်လေးတယောက်ကသူ့အလွန်ချစ်တဲ့ဓကမနဲ့သွားပြီးရစကားပြောတော့လက်ခံလိုက်ပြီဆိုတော့ဒီကောင်လေးကဒီစိတ်ပဲဖြစ်ပြီးဝမ်းသာမနေဘူးလားသွားတော့လေဒီစိတ်သွားတော့လေနေတော့လေစိတ်ထိုင်တော့လေဒီစိတ်ကြီးဆွဲမနေဘူးလားဆွဲနေပါအေးအခုလဲဒီလိုပဲမြတ်စွာဘုရားကိုကြည်ညိုတဲ့သဒ္ဓါစိတ်ကအဲ့ဒီလိုများဆွဲနေရင်အဲ့ဒီပုဂ္ဂိုလ်ကိုသဒ္ဓါနုတာရီသောတာပန်လို့မှတ်လိုက်ဟုတ်ပြီလားအဲ့တော့မသိခင်တည်းကဘုရားစိတ်ဖြစ်နေတော့ဘုရားဆိုတဲ့သူတော်ကောင်းစိတ်ပီတိစိတ်ဒုက္ခဘုရားဆိုတဲ့အာရုံပြုတာကဝိတက်ဘုရားရဲ့ဂုဏ်တော်တွေကိုသုံးသပ်နေတာဝိသရာအဲ့တော့စိတ်ကလေးမှာပီတိဒုက္ခဖြစ်မလာဘူးလားဖြစ်ရပြီးတော့ဖြစ်လာပြီးတော့ဘုရားကြီးဆိုတဲ့စိတ်လေးဖြစ်တော့ဧကဂရတီးမနေဘူးလားအဲ့ဒီမှာကိလေသာနဲ့နိဝရဏတရားတွေကတ်သေးလားမကတ်တော့ကုသိုလ်စိတ်တွေရမသွားဘူးလားအဲ့ရနေဘုရားကုံလည်းပြီးတော့ဘုရားရဲ့အဟုန်ကြောင့်အဲ့ဒီစိတ်ဒီဘုရားရဲ့ကြီးညိုတဲ့စိတ်ကြောင့်လူဘုံနတ်ဘုံရောက်မသွားဘူးလားအဲ့လူဘုံနတ်ဘုံကနေနောက်ဆုံးဘုရားနဲ့ပြီးတော့တရားကိုယုံကြည်ပြီးတရားယုံကြည်တော့သံဃာကိုယုံကြည်ပြီးအဲ့ဒီကနေရင်းကျက်သွားပြီးတော့နောက်ဆုံးဘ
သောတာပန်တရားကအနာဂံယန္တာတိဖြစ်မသွားဘူးလားအဲ့တော့အခြေပြုတာဘုရားစပြီးခြေပြုတာလေဘုရားကိုယုံကြည်တာဟုတ်ပြီလားရှင်းစရအောင်မယ်ကောသလမင်းကြီးတိဓမ္မသောကမင်းရဲ့မိဖုရားအဲ့ဒီမှာအနှစ်ပေါင်း100ကျော်သွားပြီမြတ်စွာဘုရားပြိဋိမာန်ပြုတာဒီဓမ္မသောကမင်းရဲ့မိဖုရားတယောက်ကမြတ်စွာဘုရားကိုအယံကြည်တော့ဘယ်လိုကြည်ညိုပါမလဲလို့ဘုရင်ကိုပူဇော်တဲ့ခါကျတော့ဘုရင်ကနေပြီးတော့ဘုရင်ရဲ့ဟောလေမြတ်စွာဘုရားရဲ့အတန်ကကရဝိတ္တန်နဲ့တူတယ်ဆိုတော့ကရဝိငှက်ကိုဖမ်းပြီးတော့နန်းတော်မိဖုရားရဲ့နန်းတော်ထဲထည့်ထားတာကရဝိငှက်ကမတော်ဘူးအားနဲ့ပညာရှိတဲ့သုံးသပ်လိုက်တဲ့ခါကျတော့တကောင်နဲ့မလို့မတော်တာသူတို့အများရဲ့လို့တွေ့ရရင်တော်မှာဆိုတော့မှန်ချက်6ချက်ခထည့်ပေးတာမှန်ချက်တစ်ဖက်ကိုကြည့်တယ်ကရဝိတစ်ဖက်ကြည့်တယ်ကရဝိဆိုဒီကရဝိကတကောင်နဲ့အများနဲ့ရောက်သွားလို့အထင်မှမသွားဘူးလားမှားပြီးတော့သူပျော်ပြီးသူ့နေရာသူရောက်တဲ့ချိန်ကြီးတွန်လိုက်တာအဲ့ဒီအတန်ကိုမိဖုရားကြီးကြားလိုက်တာမိဖုရားကြီးသောတာပန်ဖြစ်သွားတယ်သောတာပန်ခြင်းနော်အဲ့ဒီအနေစပြီးတော့သောတာပန်ခြင်းသတ်မှတ်တာအဲ့ဒီမှာအနိစ္စဒုက္ခအနတ္တပါလားမပါဘူးဘုရားကိုလှိုက်လဲကြည်ယူတဲ့စိတ်ကြီးအဲ့ဒါတရားဓုတာတွေသောတာပန်ဟုတ်ပြီလားအများတော့အခုဘုရားရဲ့ဘုံတော်တွေတဘိုးတော်တွေဉာဏ်တော်တွေကလိမ့်လာမှတ်သားပွားများနေမယ်ဆိုရင်ခမရတို့ဒီဘုရားကိုကြည်ယူတဲ့စိတ်ကြီးပေါ်မလာဘူးလားအဲ့ဒါဆိုဗိုက်တဲ့ဘယ်စင်းသွင်းရမလဲတရားဓုတာတွေသောတာပန်ဟုတ်ပြီနော်အဲ့လိုဆိုရင်တရားဓမ္မတွေခုနတော့ဒီဘုရားတရားသံဃာယရသုံးပါးကိုအကျွေးမဲ့ယုံကြည်တာအရိယာနဲ့စပြီးတော့ဒုပုဂ္ဂိုလ်သည်သောတာပတ္တိဖို့သို့မရောက်မချင်းအရိပုဂ္ဂိုလ်သောတာပန်ခင်းနဲ့သွင်းလိုက်ခုနလူအကြောင်းလာတဲ့ပုဂ္ဂိုလ်ပဲကြံတော့မယ်ဆိုတရားဧည့်သည်လို့မခေါ်တော့ဘဲနဲ့အိမ်ရှင်လို့စခေါ်တာဘုရားကိုစပြီးတော့လိုက်လဲကြည်ညိုတဲ့အချိန်ကနေစပြီးတော့အရိပုဂ္ဂိုလ်ဘာခေါ်ရမလဲသောတာပန်ခင်းနဲ့သွင်းရမှာအိမ်ပြန်နဲ့ဇင်းနဲ့သွင်းရမှာဟုတ်ပြီလားအိမ်တော့ရောက်ပြီလားအဲ့ဒါကိုမူလသောတာပန်သုံးမဟုတ်တရားနုတာတွေသောတာပန်မှန်ပြီလားနောက်တစ်ခါကျတော့ဘုရားကိုဘယ်လိုကြည်ညိုလဲဆိုတလင်းစာဒီပုံလေးမကြီးอ่ะသူတို့ကအရင်တော့ဗြဟ္မဏပုံသားတွေကိုးကွယ်တာနော်ဗြဟ္မဏပုံသားတွေကိုးကွယ်ရင်တနေ့ကျတော့ဘုရားနဲ့တွေ့ပြီးတော့သူကဥပဒကဖြစ်သွားပြီးဘုရားကိုယုံကြည်တယ်ထိတ်လန့်ပွဲတစ်ခုဖြစ်လာရင်နမောဗုဒ္ဓနဲ့ပြောသူ့ယောက်ျားကြီးကမကြိုက်ဘူးဗြဟ္မဏကိုးကွယ်မယ်ဆိုဗုဒ္ဓကိုးကွယ်ပြီးဆိုမကြိုက်တော့တတိလည်းကျတော့သူ့ရဲ့ဆရာတွေကိုပြိမ့်ဖိတ်ပြီးတော့ပူဇော်ပွဲလုပ်တဲ့အခါမှာတလင်းစာကြီးတစ်ချိန်မှယူပြောတယ်ငါဆရာတွေလာလို့ရှိရင်နမောဗုဒ္ဓတော့မလုပ်ပါနဲ့အဲ့ဒီနေ့တနေ့တော့သိခံပါလို့ပြောမတော်လို့မေ့သွားရင်ဖြစ်မှာပဲနင်အဲ့လိုကနမောဗုဒ္ဓလို့ငါတတ်မှာတဲ့တတ်ရှင်တဲ့သားတဲ့ကျုပ်ကတော့နမောဗုဒ္ဓလို့လောက်ကြကြီးလုပ်မှာပဲဟုတ်လားဘုရားတရားသံဃာကိုအသက်နဲ့လည်းပြီးမယုံကြည်ဘူးလားယုံကြည်ပါဘူးအဲ့လိုတရားမျိုးကိုဆိုလိုတာနောက်နေ့လည်းကြာဗြဟ္မဏပန္တိတိလည်းလာတော့အဲ့မှာရုပ်ဖတ်တဲ့စားလို့ရှိတဲ့သူကပကံကိုင်းလို့ကြပါတော့နမောဗုဒ္ဓဖြစ်တော့ဗြဟ္မဏပုဂ္ဂိုလ်ရဲ့ဟာငါတို့ရဲ့တတိကတော်ကြီးကတော့ဘုရားကိုကိုးပဲပြီးဆိုချက်ချင်းထားလို့သွားတာပဲဟုတ်ပြီလားဘုရားကိုကြည်တဲ့နေရာမှာအသက်နဲ့လဲပြီးအဲ့လိုကြည်ညိုရင်ဒုပုဂ္ဂိုလ်ဘာခေါ်မလဲတရားနုတာရိသောတာပန်ဟုတ်ပြီလားအဲ့တော့တရားဓမ္မတွေလောကမှာခင်ဗျားတို့ရှာတဲ့ယရနာသည်ဘုရားယရနာကြတော့ဘုရားရဲ့ယရနာကိုမသိတန်ဖိုးကိုမသိအဲ့ဒီမသိပဲကြောင့်လောကအာယုံကာမဂုဏ်သံဃာတိုးပွားဒုက္ခခန္ဓာများမဲ့အာယုံကာမဂုဏ်ကြီးကိုလားနေမာညာမှာသဲမဲလိုက်မရှာနေကြဘူးလားအဲ့ဒီပုဂ္ဂိုလ်သောတာပန်ဈေးနဲ့သူလို့ရပါမလားမရပါဘူးအချိန်တန်တော့ပန်းရည်ချမ်းစီပြီးတော့ထိုးတာပဲသို့တော်လည်းပဲနံပါတ်1ကဖယားအယူမမှားတော့တဲ့အတွက်ကြောင့်သောတာပန်ဈေးနဲ့မသွင်းနိုင်ဘူးလားမိစ္ဆာဒိဋ္ဌိကိုယ်ွယ်မှားမှလွတ်သွားပြီဖယားကိုမှန်ပြီလို့ဦးဇင်းကဟောတော့ယုံကြည်မသွားဘူးလားဝီစည်းကိစ္စဖြစ်သွားတဲ့ကြောင့်အဲ့ဒီဘဝတန်မြတ်ရှင်းမသွားဘူးလားအဲ့တော့ဖယားဟောတဲ့ဓမ္မအယူဝါဒဖယားတင်ပြတဲ့တရားတော်ဒီကြံဖန်တဲ့ဝါဒမဟုတ်ဘူးဆိုပြီးတော့သိသွားတဲ့အခါကျတော့တရားပေါ်မှာအမှန်ပြီးတော့ယုံကြည်မသွားပြန်ဘူးလားအဲ့ဒီကြောင့်လည်းသောတာပန်ရှင်းသွင်းလိုက်သင်္ခါဝိတ္တနာဝိသုဒ္ဓိသောတာပန်နဲ့မှာယုံကြည်ခြင်းရှိချက်ပြည့်စုံမှသောတာပန်လို့ခေါ်တယ်နံပါတ်1ကဘုရားကိုယုံကြည်ခြင်းတရားကိုယုံကြည်သံဃာကိုယုံကြည်ခြင်းဟာလားအကျင့်ကိုယုံကြည်ခြင်းအတိတ်ကိုယုံကြည်ခြင်းအနာဂတ်ကိုယုံကြည်ခြင်းပြစ္ဆုတ်ပံကိုယုံကြည်ခြင်းအတိတ်နဲ့အနာဂတ်ပြစ္ဆုတ်ပါကာလ၃ပါးကိုယုံကြည်ခြင်းဆိုတော့ယုံကြည်ခြင်း9ချက်ပေါ်6ချက်ပေါ်မလာဘူးလားအဲ့ဒီလိုယုံကြည်ခြင်းနဲ့မှအခုဘုရားကိုယုံကြည်ခြင်းတရားကိုယုံကြည်သံဃာကိုယုံကြည်ခြင်းအကျင့်ကိုယုံကြည်ခြင်းဒီတရားကြည့်ရမယ်ဆိုတရားမကြည့်ကျင့်တာမှားတယ်ဆိုပြီးဒီထဲမှာပြောတဲ့ပုဂ္ဂိုလ်ရှိလားရှိပါဘူးအနေနဲ့တော့ကျင့်မှုတဲ့ပုံမပါဘူးလားဘာဖြစ်လို့ပါတာလဲတရားကိုယုံကြည်လို့ကျင့်တာကျင့်တော့အကျင့်ကိုယုံကြည်မှုမရပါဘူးလားဟုတ်ပရိစ္ဆေသမုပ္ပါတရားမနာဘူးတဲ့ပုဂ္ဂိုလ်ရှိလားအတိတ်နာဂပြစ္ဆုတ်ပါကာလသုံးပါးယုံကြည်မသွားဘူးလားသင်္ခါဝိဒနာဝိသုဒ္ဓိစင်ကြယ်မသွားဘူးလားအဲ့ဒါကိုသောတာပန်ဆင်းနေသွင်းလိုက်ဒါပဲနဲ့အိမ်ရောက်ပြီလား
ကြောင်းမှာပဲရှိသေးတယ်ဟုတ်ပြီနော်သောတာပန်ရဲ့သမုတ်မှုကိုယ့်ကိုယ်တန်မြတ်ရှိသေးလားရှိပါဘူးသို့တော်လည်းမြတ်စွာဘုရားကသောတာပန်၅မျိုးသတ်မှတ်တဲ့နေရာမှာသတ္တခတ်တုံပထမသောတာပန်ကြတော့တာဘဝသတ်မှတ်တာသရဏုဇာတိသောတာပန်နဲ့ဓမ္မနုဇာတိသောတာပန်ကျတော့ဘဝမသတ်မှတ်ဘူးဟောနော်ဘဝသတ်မှတ်တာကျတော့သတ္တခတ်တုံပထမသောတာပန်ဆိုတာသောတာပန်ဖြစ်ပြီးတဲ့နောက်ထပ်9ဘဝအဲ့ဒီဘဝနဲ့ရည်တွဲ9ဘဝတဲ့ပို့ပြီးတော့ဘဝဇာတိမတည်နိုင်တော့ဘူးအဲ့ဒါကိုတတ္တခတ်တုံပထမသောတာပန်လို့ခေါ်တယ်ကောလံကောလသောတာပန်ဆိုတာက2ဘဝနဲ့6ဘဝကြားမှာပဲဘဝတည်တော့မှအဲ့ဒီတဲ့ပို့ပြီးတော့သံဃာမှာခန္ဓာမတည်တော့တဲ့ပုဂ္ဂိုလ်ကိုအဲ့ဒါပါလေကောလံကောလသောတာပန်ဧကဗိဇသောတာပန်ဆိုတာနောက်ထပ်တဘဝပဲဗိဇယူတော့မယ်အဲ့ဒီပို့ပြီးဘဝတွေမနေနိုင်တော့တာကိုဘာခေါ်လဲဧကဗိဇသောတာပန်ခုနသရဏုဇာတိသောတာပန်နဲ့ဓမ္မနုဇာတိသောတာပန်ကျဘဝကြီးတက်လို့ပါလားမပါဘူးသို့တော်လည်းပဲအိမ်ပြန်မဲ့ပုဂ္ဂိုလ်သို့မဟုတ်နိဗ္ဗာန်ရောက်မဲ့ပုဂ္ဂိုလ်ဟုတ်ပြီလားနိဗ္ဗာန်ဒီပြီးတော့သောတာပတ္တိမဲ့သောတာဖာတိဖို့တို့သွားနေတဲ့ပုဂ္ဂိုလ်လတ်နေတဲ့ပုဂ္ဂိုလ်ဘယ်တော့မှခမရတို့ဖရာအယူမမှားတော့ဘူးတရားတန်ခါယူမအောင်လားမှန်ပါဘူးအဲ့တော့ငါဒီဖရာတော်မှာပြီခိုးဘာသာကိုယ်ွယ်လေးဒီဘာသာကိုယ်ွယ်လေးခိုးယူကိုယ်ွယ်လေးရှိသေးလားရှိပါဘူးအဲ့တော့ဘာသာတစ်မျိုးတည်းဖရာတရားတန်ခါတဲ့တစ်ဖြောင်းနဲ့ကိုယ်ွယ်မသွားဘူးလားအဲ့ဒါကြောင့်မလို့လေဒါကိုသောတာလို့ပဲခေါ်တယ်တခါအမြန်ပြီးတော့တန်မြတ်ရှိသေးလားမရှိတော့ဘူးအဲ့ဒါတန်မြတ်လည်းခင်းနေအဲ့ဒါကြောင့်မလို့သတ္တဆိုတဲ့ဘုရားတရားသံဃာယရဏသုံးပါးကိုယုံကြည်သွားပြီအဲ့တော့လောကမှာလည်းယရဏမရှိရင်မျက်နှာငယ်ရသည်မငယ်ရဘူးလားအဲ့တော့လောကမှာတော့ယရဏရှိတယ်အဲ့လောကယရဏကသေတဲ့ခါကျတော့ကဲရဲ့လားအဲ့ဆိုရင်လောကယရဏကလည်းမသေးခင်မရှိရင်ဖြစ်ပါမလားယရဏမရှိရင်ဆင်းရဲတယ်ဟုတ်ပြီလားမျက်နှာငယ်ရတယ်သိခါကြတယ်စားတော့လည်းမဝရဘောကောင်းကောင်းမစားရအေးတော့လည်းနှွေးအောင်မနေနိုင်ဘူးတော့လည်းအေးအောင်မနေနိုင်သွားတော့လည်းလိုင်းကားစီတိုးရရနေဘူးမချောင်ဘူးရမချောင်မူးမူးကြကြချွေးတော်နံတိုးရသည်မစင်းရဘူးလားအဲ့ဒါဘာဖြစ်လို့လဲယရဏမရှိလို့ဟုတ်ပြီလားယရဏမရှိရင်မျက်နှာငယ်ရသည်ဆင်းရသည်ပင်မရသည်ဟုတ်ပြီလားလောကမှာယရဏမရှိရင်မဖြစ်သလိုလောကကလည်းသေတဲ့အခါကျတော့အဲ့ဒီယရဏတွေကသေမဲ့တတ်နေတဲ့သေမင်းကြီးကိုအဲ့ဒီခန္ဓာကိုယ်ကြီးယောဂရလို့မထနိုင်ရက်ဆက်နေတဲ့အချိန်မှာစိတ်ညာမုံထောင်းပြီးတော့တိုက်တော့ချမ်းသာရဲ့လားဗရမ ्या တွေကြည်တန်တဲ့ဗရမ ्या တွေကိုကြည်တော်လုံးရှင်းတော်လုံးဘကအောက်ထားတော့ချမ်းသာရဲ့လားနော်အဲ့လိုယာရုအာနာတွေရောချမ်းသာအောင်လုပ်နိုင်ရဲ့လားလင်းလူသာကားကြီးနဲ့အေယာကောအောင်ညီညောင်းအောင်ကဲနိုင်ရဲ့လားအဲ့တော့လောကယရနာသည်အမြဲတမ်းမိမိရဲ့အထောက်ပံ့ရနိုင်ပါမလားအဲ့တော့လောကယရနာကလည်းလောကမသေးခင်တော့သူကအထောက်ပံ့မရှိဘူးလားရှိပါတယ်အဲ့ဒါကလည်းလောကမှာလည်းယရနာမရှိမျက်နှာငယ်တွေအောက်ကြတယ်ဆင်းရဲတယ်သေတဲ့အခါကျတော့ဒီယရနာတွေကကယ်လို့မရတော့ဘူးဆိုတော့ဘယ်ယရနာကယ်မှာလဲဘုရားယရနာကယ်ရမယ်နောက်ဟောတရားယရနာနောက်တစ်ခါသံဃာယရနာအဲ့ဒီဘုရားတရားသံဃာယရနာတရားဓမ္မတွေမှာမြဲပြီလားခုနကတော့အာဟံမဏိဣတရဏိနာတာပြေစသည်လံဆိုပြီးတော့ဓမ္မယာသာမိဆိုဘုရားတပည့်တော်အဲ့ဒီလိုရွတ်တာဘာရွတ်တာလဲသိလားအာဟံမဏိဆိုပြီးရွတ်တာဘာရွတ်တာလဲရွတ်တော့ရွတ်တာပေါ့ဗျာဒါရွတ်နေကြပေါ့ဟုတ်ပြီလားအဲ့ဒါဘာရွတ်မှမသိဘူးအဲ့ဒါဘုရားဘာသာအာဟံမဏိဘာနေရှိဗျာအာဟံဘုရားတပည့်တော်သည်ဣတရဏိနာတဏ္ဍကုံ၃ပါးနဲ့ဒါဟာတို့ကပြေစသည်လားနဲ့၅ဘောသီလတော်ဘုရားကိုဘုရားတပည့်တော်ဟာနော်ပြောတဲ့ဒီရာဇာမိဟေတုပိသနာတော်ဘုရားရာဇာမိတောင်းမှန်ပါ၏တဲ့တရဏဂုံ၃ပါးဤသောယရဏနဲ့၅ပါးဤသောသီလပေးပါလို့မတောင်းဘူးလားဘာတောင်းလို့တောင်းမှမသိဘူးရာဇာမိတောင်းမှန်ပါ၏ဘုရားတပည့်တော်တို့ကိုအရှင်ဘုရားတို့အမြဲတမ်းကိုးကွယ်ထားတဲ့နှလုံးသားထဲမှာကိုးကွယ်ထားတဲ့ယရဏ၃ပါးအမြဲတမ်းဆင်ញံထားတဲ့ထေသီထားတဲ့သီလတွေက၅ပါးသီလနဲ့တရဏဂုံယရဏ၃ပါးကိုပေးပါလို့မတောင်းဘူးလားတောင်းတာရှိလို့တောင်းတာလားမရှိလို့တောင်းတာလားအဲ့တော့တရားဓမ္မတွေကုသင်တရားမဟောခင်မှာယရဏ၃ပါးနဲ့၅ပါးသောသီလရှိသလားမရှိဘူးလား၅ပါးသီလမြဲလားအတန်ကအကျိုးတွေကျတဲ့ခွက်ကြမှုဖြစ်သွားတယ်တင်းနေရင်အာမခံနိုင်ဘူးနော်ဟုတ်ပြီလားဆွဲကြိုးကြီးတာလည်းပဲဆိုပြီးနဂတာကာရတာအဲ့လိုမြဲနေတဲ့ဘုရားတရားသံဃာယရဏသုံးပါးနှလုံးသားထဲမှာမြဲပါတယ်ဆိုအာမခံနိုင်ရလားမခံနိုင်ဘူးဟောပြီနော်အဲ့တော့မိမိတို့လောကယရဏကလည်းဒုက္ခနဲ့တွေ့ရင်မကယ်ဘူးလားကယ်တယ်နော်အသက်အာဏာနဲ့တွေ့ရင်မကယ်ဘူးလားမိမိရဲ့ဆွာလောင်မှုစနဲ့တွေ့ရင်မကယ်ဘူးလား
မိမိလူရရောက်ဖို့တော့မကယ်ဘူးလားကဲတင်တယ်မိမိရဲ့ယန္တုကိုလည်းကဲတယ်အဲ့ဒါယရနာဆိုတာကဲတင်လိုက်တော့မအားကိုးပါဘူးလားအားကိုးပါအဲ့တော့ယရနာဆိုတာအားကိုးရတယ်ဟုတ်ပြီနော်အဲ့တော့လောကမှာယရနာမရှိရင်အားကိုးပြီးတော့ခင်းရတယ်တဲ့သေတဲ့အခါဘုရားတရားတန်ခါယရနာ၃ပါးကိုမရှိတဲ့ပုဂ္ဂိုလ်အားငယ်မငယ်ရဘူးလားအားငယ်ရပြီဟုတ်ပြီနော်အဲ့တော့ယရနာဆိုတာတန်ဖိုးရှိပါလေနဲ့တန်ဖိုးရှိတဲ့ယရနာကိုမယူဘူးဆိုတာတန်ဖိုးမထားတတ်လို့ပေါ့တန်ဖိုးရှိမှမသိလို့ပေါ့အဲ့တော့ယရနာသည်တဲ့တရဏလို့လည်းခေါ်တယ်တရဏဂုံ၃ပါးဆိုတာတရဏဆိုတာတတ်တတ်တာတတ်တာဟုတ်ပါခေါ်လဲတရဏမမိရလားတရဏဆိုတာတတ်တာဘာလို့တတ်တာလဲမိမိတို့စိတ်နဲ့အပယ်၄ပါးကိုကြစေတဲ့နော်လောဘဒေါသမောဟမကောင်းတဲ့အကုသိုလ်တရားတွေကိုပယ်တတ်တာဟုတ်ပါခေါ်လဲတရဏအဲ့တော့တရဏကမနချမ်းသာတဲ့ပုဂ္ဂိုလ်အာနာရှိတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေကဘုံမရှိဘူးလားရှိပါဘူးအဲ့ဒါကိုကမနလို့ခေါ်သည်ဟုတ်ပြီလားအဲ့တော့တရဏကိုးကွယ်အားထားရကိုလည်းပါခေါ်လဲတရဏလို့ခေါ်တယ်ကိုးကွယ်အားထားရကိုလည်းတရဏပယ်တတ်တာကိုလည်းတရဏမိမိမှာယန္တုရှိတယ်အဲ့ဒီယန္တုနဲ့တွေ့တဲ့အခါမှာမိမိရဲ့ဓာတ်ဒီအခြားသူတစ်ပါးကိုတတ်ဖို့အတွက်ကိုးကွယ်ရမဟုတ်ဘူးလားအဲ့ဒါကိုတရဏလို့ခေါ်တယ်ထိုယန္တုကိုဒီဓာတ်ကမတတ်တတ်ဘူးလားအဲ့ဒါကိုလည်းတရဏဒီယံဓာတ်ဒီလက်တည်းလွတ်လို့ရပါမလားမရပါဘူးအဲ့ဒီလိုဒါဘုရားတရားသံဃာယတနာ၃ပါးသည်အပယ်၄ပါးကိုကြမဲ့အာဟုသောတရားတွေကိုပယ်တတ်တဲ့တရားအားဒါကိုဘာခေါ်လဲတရဏလို့ခေါ်သည်ဘာလို့ခေါ်လဲအာဟုမထိုက်ဘူးလားအဲ့ဒါကြောင့်မို့လဲယတနာသည်ဟုတ်ပြီလားယတနာရှိတာအာဟုမထိုက်ဘူးလားအဲ့လိုယတနာခေါ်ပြီးအားရှိတဲ့ယတနာရှိတဲ့တတ်တတ်တဲ့ပုဂ္ဂိုလ်ရှိတော့ဘုံမရှိဘူးလားအဲ့ဒါကိုကမနလို့ခေါ်သည်အဲ့တော့လောကမှာယရနာမရှိဆင်းရဲသားလို့ခေါ်တယ်လို့သိတဲ့အခါမှာရဲ့သိပြီးဟိုပဲသွားတဲ့အခါမှာသရဏဂုံ၃ပါးဤသောယရနာမရှိတဲ့ပုဂ္ဂိုလ်ဒီဘာဖြစ်မလဲဆင်းရဲမီဟုတ်ပြီလားအပယ်၄ပါးကဆင်းရဲလားချမ်းသာလားအပယ်၄ပါးကိုရောက်စေတဲ့အကြောင်းကိုတော့ပယ်တတ်နိုင်တဲ့ယရနာမရှိရင်အပယ်၄ပါးလွတ်ပါမလားအဲ့ရသမီးသမက်ဆွေးမရကဲနိုင်ရဲ့လားလင်္ကလူသာကိုင်းနဲ့သိတဲ့ထောင်တန်း1000တန်းတိုက်ကြီးကဲနိုင်ရဲ့လားယာရုပဝအာနာကြီးကဲနိုင်ရဲ့လားဘာကဲမှာလဲယရနာ၃ပါးကကဲမှာဟုတ်ပြီလားအဲ့တော့ယရနာ၃ပါးကိုသွားတော့လေဖယားဟလားမနေ့မိုးလေးကနဲ့မျက်နာတက်တာနဲ့ဖယားရဲ့ဂုဏ်တွေကိုကြီးညိုပြီးတော့ဗုဒ္ဓတဏ္ဍကိစ္ဆာမိဘုရားမြတ်စွာဘုရားကိုတရဏံကိုယ်ဝေယဝီယရဏနဂတိဆွဲကြိုးတွေခန္ဓာကိုယ်မှာမကွာအောင်ကတ်မထားဘူးလားကတ်ထားတယ်ဟုတ်ပြီအဲ့လိုဓိကကိုယ်ဝေပါဤဓမ္မတရားတော်မြတ်ကိုဓမ္မကမ္မနောရှင်တော်လေးတောင်တော်ဓမ္မယရဏာသည်မှန်ကန်ဤအနိစ္စဒုက္ခအနတ္တအပြင်တော့ယရဏလက္ခဏာ၃ပါးတွေလည်းမှန်ကန်ပါဤသစ္စာ၄ပါးတရားတွေမှန်ကန်ဤဓမ္မမြတ်စွာဘုရားဟောတဲ့ဓမ္မကမ္မနောရှင်တော်လေးတောင်သည်တတ္တဝါတို့ကအပုဂ္ဂိုလ်ငြိမ်းပြီးတော့နော်ခန္ဓာစာသိတဲ့တရားတော်ပါလို့ယုံကြည်မှုအဲ့လိုရှိပြီးတော့ဓမ္မတရဏံကိစ္ဆာမိဆိုမျက်နာသိရမယ်ဟုတ်ပြီလားနောက်တစ်ခါသံဃာတော်ရဲ့ဂုဏ်တွေကိုကြီးညိုပြီးတော့သံဃာတရဏကိစ္ဆာပြီးလို့ကြီးညိုပြီးတော့အဲ့လိုမျက်နာသိရအိယာထွက်ပြီဆိုလဲအဲ့လိုတရဏဂုံ၃ပါးစားပြီဆိုလဲတရဏဂုံပါအိတ်တော်လဲတရဏဂုံ၃ပါးနိုးတော်လဲတရဏဂုံ၃ပါးအဲ့ဒီလိုကြီးညိုပြီးတော့နှလုံးသားထဲမှာသာဝနာထားမယ်ဆိုရင်ယရနာတွေရမထားဘူးလားယရနာရတဲ့ပုဂ္ဂိုလ်ကဂုဏ်မရှိဘူးလားမမြတ်ဘူးလားအဲ့တော့ကောင်းပြီလောကမှာလမ်းခင်းနဲ့ကြောက်ခဲဒိဋ္ဌသံတော်ကြီးတဲ့ယရနာလဲကြောက်ပဲမဟုတ်ဘူးလားအဲ့ဒီကြောက်တော့ကြောက်လို့ခေါ်ကြပြီနဲ့လမ်းခင်းနဲ့ကြောက်ကတော့မိကန်တက်တာလည်းထားလားအခွေးကလေးမှာပဲထားမှာပေါ့သိန်းတစ်ထောင်တန်တိုက်တန်နဲ့ကြောက်ကြတော့ဘယ်မှာထားလဲမိကန်တက်တယ်နေရာကကြောက်လို့ခေါ်ပေမဲ့ဂုံချင်းမတူတော့နေရာချင်းတူရဲ့လားတူပါဘူးအဲ့တော့ယရနာရှိတဲ့ပုဂ္ဂိုလ်ကဂုံမရှိဘူးလားလောကမှာလည်းဗျာယာရုရှိတဲ့ပုဂ္ဂိုလ်ဒကာကြီးတို့ဒီကဒကာမကြီးတို့မိတ်ဆွေတွေရှိတယ်ဆိုတော့အလူတန်းနေလို့တော့ဒကာကြီးတို့အောင်မှာကိုယ့်ရဲ့အပေါင်းအသင်းရက်ွက်ထက်မှာအာနာရှိတဲ့ပုဂ္ဂိုလ်နဲ့လည်းပေါင်းတယ်၊ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်နဲ့လည်းပေါင်းတယ်။ဟာလားယာရုရှိတဲ့ပုဂ္ဂိုလ်လည်းပေါင်းတယ်၊မူတဲ့ယူတဲ့ကျမ်းတဲ့လူလည်းမပေါင်းလား။ပေါင်းကိုရသူရောက်ကတိုင်းပေါင်းကြ။ဒါအလူလုံးတဲ့အခါကျတော့နော်အားလုံးတော့ပိဋကတဲ့မိတ်ဆွေဖိတ်တဲ့အခါကျတော့လာကြတဲ့အခါမှာချမ်းသာတဲ့တထေကြီးလာတော့ဘယ်လိုခေါ်လဲ။မိတ်ဆွေကြွပါအထက်ကိုကြွပါလို့မခိုင်းဘူးလား။ခိုင်းပါဗျာ။အောက်နေနေရထားလားအထက်ကိုကြွခိုင်းလား။ဟုတ်အထက်ကိုကြွခိုင်းလား။အာနာရှိတဲ့ယာရုကြီးတဲ့ပုဂ္ဂိုလ်ကြီးလာရင်လည်းအောက်မှာထားလားအထက်ကိုကြွခိုင်းလားမူးတဲ့ယူတဲ့ကောင်ကြတော့အထက်မှာကြွလို့ကြလားအောက်မှာခဏနေလို့ပြောလားဘာဖြစ်လို့အောက်နဲ့ထားဟောပြီနော်ယာရုကြီးတော့ဂုံမရှိဘူးလားချမ်းသာတော့ဂုံမရှိဘူးလားပညာရှိတော့ဂုံမရှိဘူးလားဂုံရှိတဲ့ပုဂ္ဂိုလ်ကမမြတ်ဘူးလားမြတ်တော့နှိမ့်တဲ့နေရာနဲ့မြတ်တဲ့နေရာဘယ်နေရာရောက်အေးဟုတ်ပြီ
အမြတ်ဆုံးဖြစ်တဲ့လောကမှာအနိုင်မဲ့ယတနာသုံးပါးရှိတဲ့ပုဂ္ဂိုလ်ဟာသိတဲ့အခါကျတော့နှိမ့်တဲ့နေရာသွားမလားမြင့်တဲ့နေရာသွားမလားအဲ့တော့ခင်ဗျားတို့ရှင်ဝင်ကြောက်တံပရမတွေယာရုတွေသမက်တွေခွေးမတွေဘွယ်တူးရှိတဲ့ဟာတွေကသိတဲ့အခါကျတော့အမွေရေးရောက်ခမကြီးနတ်ပြည်တက်ပါလို့သူတို့ဆွဲတင်နိုင်ရလားမရပါဘူးဆွဲကျုပ်တွေပြည့်တဲ့စိန်တွေပရမတွေလင်လူသားကားတွေတက်ကြီးတွေကနတ်ဘုံသူတိဘုံဆွဲတင်နိုင်ရလားဆွဲတာချသွားမှာဆွဲတော့တင်မှာမဟုတ်ဘူးအဲ့လိုဆိုဘယ်ယရနာကတင်ပါလဲအဲ့ဒီယရနာရှိရင်မမြတ်ဘူးလားအဲ့ဒါကြတော့မသိဘူးဗျဟောပြီနော်ဒုဗုဒ္ဓဘာသာမြတ်တာကိုမြတ်တာမှမသိပဲနဲ့နော်လောကသန္တရာခန္ဓာတိုးပွားမဟာကြီးကိုမပြည့်စုံရင်လူတန်းမရှိသလိုလိုမျက်နှာအောက်ကြမလို့လို့လူချင်းမရှင်ရတော့မလို့လို့ဟောပြီလားစိတ်ခါကြလို့ဖြစ်မနေဘူးလားမှားမနေဘူးလားမှားနေတယ်အေးအဲ့ဒါကြောင့်မလို့ခုနတည်င်းစာရေးတည်င်းမကြီးကသူ့ရဲ့ရှင်ဝင်ကြောက်တံပရမများတွေကိုမဖက်တော်ဘူးနမောဗုဒ္ဓောဆိုပြီးတော့ဘုရားတခုတည်းဖက်တာပါသည်ဘုရားကိုနှလုံးသားထဲမှာကိုးကွယ်ပါသည်ဘုရားကိုအသက်နဲ့လဲပြီးကိုးကွယ်ပါသည်ဘာဖြစ်လို့လဲမြတ်လို့ပေါ့ဟုတ်ပြီလားခင်ဗျားတို့မြတ်တဲ့ယတနာတွေမြတ်တဲ့လုံုံနဲ့မိဂန္ဓိတာကြီးမထားဘူးလားအဲ့လိုပဲအဲ့တော့ယတနာမရှိရင်ဒီကနေပြီးတော့မန္တလေးသွားမယ်ဘုရားဘူးသွားမယ်ဆိုရင်ပတ်စံပြီးတော့ယတနာတွေမရှိရင်မချို့ကြအောင်လားပတ်စံမျက်နှာရှိတဲ့ပုဂ္ဂိုလ်ကတော့ပေါ်ပေါ်လုံးလုံးသုံးရတော့ဟောမချမ်းသာဘူးလားတကယ်၍ချမ်းသာတဲ့ပုဂ္ဂိုလ်ကကိုယ်ပိုင်ကားနဲ့သွားတော့ချမ်းသာတယ်လိုင်းကားတိုးပြီးတော့ဘာစကားစီတော့မစင်းရဘူးလားပြီးသွားရင်လည်းမသွားရဝင်သွားရင်လည်းမသွားရနားရင်လည်းမနာရကိုယ်ထိုင်ကုန်လေးတစ်ခုတည်းနဲ့ကျင်းကြပ်ပြီးလှုပ်ချင်လှုပ်လို့ရသေးလားအဲ့တော့ယရနာမရှိတဲ့ပုဂ္ဂိုလ်မပြည့်စုံတဲ့ပုဂ္ဂိုလ်ဒီကိုသွားတဲ့ခရီးမှာဆင်းရသည်ဟုတ်ပြီလားယရနာရှိတဲ့ပုဂ္ဂိုလ်ဒီကိုသွားမဲ့ခရီးမှာဆင်းရပါမလားဆင်းရပါဘူးအဲ့တော့ချမ်းသာမှုအမြဲရစေခြင်းရင်ချမ်းသာစေတဲ့အကြောင်းအထောက်ပံ့ယရနာသုံးပါးကင်းလို့ပွာလို့ရပါမလားမရပါဘူးအဲ့ဒါဆိုဒုဒ္ဓဓမ္မတွေယရနာသုံးပါးရဲ့တန်ဖိုးသိမသွားဘူးလားသိသွားပါဘူးဟောအဲ့လိုဆိုဘုရားယရနာတရားယရနာသံဃာယရနာအဲ့လိုယရနာသုံးပါးကိုမိမိတို့နှလုံးသားထဲမှာသာဝနာထားရမယ်ဘယ်မှာထားရမလဲလောကမှာဘုရားတပည့်ရဲ့ယရနာတွေကိုသံတော်တွေမွေတော်တွေဓာတ်တော်တွေအဲ့ဒါတွေကိုဩဇိတေကြောင့်ဘိလတ်မြေထုံးတဲ့ဘုရားစီရီကြီးတွေအဒီကြီးတွေတည်ပြီးတော့သာဝနာတိုက်ထဲမှာထည့်ပြီးမကိုးဝယ်ရဘူးလားကိုးဝယ်ရပါဗျာတန်မိုးရှိလို့ကိုးဝယ်တာလားမရှိလို့ကိုးဝယ်တာလားတန်မိုးရှိလို့ကိုးဝယ်တာအဲ့တော့တန်မိုးရှိတဲ့ယရနာသည်လူနာမြမတတ္တဝါတို့ရဲ့ဥခိုက်မှုကိုပြုရတယ်မှန်ပါဘာဖြစ်လို့လဲမြတ်လို့အဲ့တော့တရားဓမ္မတွေရဲ့ခုနကတော့နှလုံးသားထဲမှာအဟံဘန်းနေတိတရဏိနာတာအရှင်မြတ်ဗျာအရှင်မြတ်တို့နှလုံးသားထဲမှာအမြဲတမ်းကိုးဝယ်ထားတဲ့ဘုရားတရားသံဃာယရနာသုံးပါးကိုဘုရားသိပြီးတော့နှလုံးအိမ်ထဲမှာသာဝနာထားပြီးကိုးကွယ်ခြင်းပါတယ်အဲ့အတွက်ကြောင့်အရှင်ဘုရားပေးပါလို့မတောင်းဘူးလားတောင်းပါပါဘာလို့ရှင်တို့တောင်းတာလဲယရနာလို့ရှင်တို့တောင်းတာဘယ်ထားမှာလဲအခုကတော့နှလုံးသားထဲမှာသားကြောင့်တွေလေသမီးကြောင့်တွေလေယောက်ျားစိတ်မချလေမိန်းမစိတ်မချစီးပွားရပူလေနှလုံးသားထဲမှာယရနာတွေရောက်လာမီးထုံကြီးရောက်တယ်အမေသူတို့ကပူနွေးလေးမှနေနော်ယရနာကြတော့အေးပါမှကြောက်လားမသိဘူးဟုတ်ပြီနော်အပြင်မှာကြတော့မမာရာတွေတက်စီတဲ့အန္တရာယ်မကင်းတဲ့ယရနာတွေဆင်မြန်းမှာဘုန်းကြီးလို့ထင်တယ်နှလုံးသားထဲမှာကြတော့သောကမီးတွေလောင်နေထားတယ်မသိရဘူးလားသိရပါအဲ့ဒါဖရာလို့တော့ကြားရလားမကြဘူးဖရာမကြိုက်တာတွေယူရဲ့နော်အဲ့ဒါဥသိဒီညအခြေခံလေးတွေဟောသွားတာဟောပြီနော်အဲ့တော့တရားဓမ္မတွေနှလုံးသားထဲမှာသာဝနာထားမယ်အလျာဏံတထွာရှိတဲ့ဟာဒီခန္ဓာရုပ်တရားကြီးရဲ့အလေဘိုနှလုံးသားဆိုတဲ့သာဝနာတိုက်ထဲမှာဘုရားတရားသံဃာဆိုတဲ့ယနာသုံးပါးကိုဥသိကြခုနယူသွားတာအာတိအမှပြုပြီးတရားနဲ့ယူရပါသည်ဟုတ်ပြီလားလောကယရနာကြတော့ခန္ဓာမှာအပြင်ပန်းဆင်ញမ်းလို့ရတယ်နှလုံးသားထဲထည့်လို့ရလားကျန်လို့ဟောပြီလားယံသူမျိုး၅ပါးရှိလို့မမြဲလို့ဖောက်ပြန်တတ်တဲ့အတွက်ကြောင့်အဲ့ဒီယရနာဒီခန္ဓာအပြင်မှာပဲဆင်ញမ်းရတယ်နှလုံးသားထဲထားလို့ရဘုရားတရားသံဃာယနာသုံးပါးကြတော့ယံသူမျိုး၅ပါးလို့ပြည့်စည်လို့ရတယ်အဲ့ဒါကြောင့်မလို့လောကမှာသိမောများလာတဲ့တန်တဲ့ယရနာကိုနော်ပကံစင်ကြောင်းမှာမထားဘဲနဲ့လုံခြုံတဲ့မိဂန္ဓိတာတွေထားသလိုအနိုင်မဲ့တန်ဖိုးပြက်တဲ့ယရနာကိုလည်းနှလုံးသားထဲမှာပဲထားရတယ်ဟုတ်ပြီလားအဲ့တော့ဗုဒ္ဓံမူသိမိဓမ္မမူသိမိသံဃာမူသိမိလို့အတန်နဲ့ရွတ်ချင်းနဲ့သဒ္ဓါနဲ့ယုံကြည်ပြီးတော့နှလုံးသားထဲကအာဘရရဲ့ထိပ်ပြီးပူဇော်လိုက်မယ်ဆိုရင်ဘာဖြစ်သွားပြီလဲ။အုံးလေးသေးကြောက်ပြီးလိုက်မြေထုံးတဲ့တောင်မှထည့်ပြီးတော့နော်ဓာတ်တော်မူသောသာနာတွေထည့်ပြီးကိုးကွယ်လို့ရမယ်ဆိုရင်အုံးလေးသေးကြောက်ပြီးလိုက်မြေထုံးတဲ့ရုပ်တရားပဲမဟုတ်ဘူးလား။တခါကြီးတို့မကြီးတို့တခါကြီးတို့ခန္ဓာကလည်းရုပ်တရားဒီကတော့နှူသေးဟိုကကျမ်းတယ်ဟုတ်နော်ဒီအလျာတနာတော်ရှိတဲ့ရုပ်တရားရဲ့အစုနည်းညံ့တဲ့ဟာရယအထဲမှာထည့်ပြီးတော့ယတနာတွေကိုယ်ဝယ်ထားရင်မမြတ်ဘူးလားမြတ်ပါဘူးဘာထိုက်သွားပြီလဲ
ခန္ဓာစီရီထိုက်သွားဟုတ်ပြီနော်ဒီခန္ဓာကြီးဟာယုတ်တရားကြီးအဲ့နှလုံးသားထဲမှာဖရာတရားသံဃာရတော်သုံးပါးကိုကိန်းနေတယ်ရနေတယ်ရောက်နေတယ်လို့အတိအမှပြုထားရင်သူပုဂ္ဂိုလ်ယတနာမပိုင်ဘူးလားဗုဒ္ဓမူသေးကြီးကဘယ်ရောက်မှမသိဘူးဓမ္မနဲ့သံဃာဘာမှမသိတော့ဘာမှမသိတဲ့ဖြစ်တော့ရှိသေးလားမရှိတော့ယတနာလွတ်သွားပြီယတနာမဲ့သွားပြီအခုတော့ဒုရဓမ္မတွေယတနာကိုအတိအမှပြုပြီးတော့တရားနဲ့စွဲမြဲတာပူသွားမယ်တိတရဏခေနံပရိပုံဏံနဲ့ပါလဲအားသိလားအဲဒီကြမှာပဲဒီသားစုပြန်တိုင်မြင်ကြပြီခုနတော့သီလကြီးတော့တိတရဏခေနံပရိပုံဏံဆိုပြီးတော့မပြောဘူးလားပြောတော့တရားမတွေကပါပြောလေအာမဘာနိစွာပါတယ်ဥစဉ်ကပြောလိုက်တာဥစဉ်ကြီးကနှလုံးသားထဲမှာဌာဝနာဖို့ယရနာယူတဲ့အခါမှာဥစဉ်ကပြေးပြီးတော့ပေါ့ပေါ့တန်တန်ပေးတယ်မဟုတ်ဘူးတရားဓမ္မပေါင်းတော်ကောင်းလို့ဥစဉ်ကြီးကပူဇော်ဖို့နှလုံးသားထဲမှာဌာဝနာဖို့ယူလိုက်တဲ့ယရနာသုံးပါးကိုနှလုံးသားတွေကကြပြောက်မသွားစေနဲ့နော်သိမ့်ထားလို့မှားလိုက်တာအာမဘန်းနေရှင်မြတ်အာမအရှင်ပြညွှန်ကြားတဲ့အတိုင်းဆုံးမတဲ့အတိုင်းအရှင်ဘုရားကြီးကပူဇော်ဖို့ယူလိုက်တဲ့နှလုံးသားထဲမှာဌာဝနာထားတဲ့ယရနာသုံးပါးကိုကြပြောက်မသွားအောင်ထိနာပါမယ်ဆိုတော့ခဏထားမှလားထာဝရထားမှလားအမဘန်းနေဆိုဝန်ခံမှုမပြုလိုက်ဘူးလားပြုသွားတော့ဘူးတော့မရှိတော့ဘူးဆိုဟုတ်သေးလားပရိပုံဏမစောက်တော့ဘူးယရနာတွေလွတ်ပြစ်တာပဲကြည်တန်တဲ့ဗရမများမြောက်များစွာနဲ့နှိုင်းလို့ရှင်လို့မြတ်တဲ့ယရနာတော်ကြီးကိုလွတ်ပြလိုက်တာပဲကြီးရပါလဲငါပါလဲလောဘဒေါသမောဟကာမရာဂနော်အဲ့လိုမိတွေကြောက်နေဆိုနှလုံးသားထဲမှာယရနာရောက်နေပြီလားတဏှာရောက်နေပြီလားငါတို့တဏှာတို့လောဘဒေါသတို့ရောက်နေတော့ယရနာရှိသေးလားရှိပါဘူး။အဲ့လိုဆိုရင်ဖျားကြိုက်သလားအဲ့ဒါတွေ။အဲ့တော့ဖျားမကြိုက်တဲ့အရာတွေနှလုံးသားထဲမှာဖျားပြီးတော့တရားပြီးတော့တန်ဃာပြီးတော့ယရနာတွေရှိတယ်။အဲ့ဒါကိုလောဘဒေါသမောဟကာမသောကပတိတဝမိနှလုံးသွင်းလိုက်မယ်ဆိုရင်ဒီယရနာတွေတော်တယ်အပြင်ဘက်ကိုလွတ်ထွက်မသွားဘူးလား။လွတ်တော့ကောင်းပါမလား။မကောင်းတော့ဖျားပြက်မှာကြောက်လို့ဘုရားတရားသံဃာယရနာသုံးပါးနဲ့မှနှလုံးသားထဲမှာလွတ်ထွက်သွားမှကြောက်တော့လောဘပေါ်လာရင်လောဘနောက်လိုက်သေးလား။သတ်ဖို့ဖြတ်ဖို့ငူဖို့ယူဖို့လုံးအောင်မလားဘာဖြစ်လို့လဲဖျားမကြိုက်ဘူးနှလုံးသားထဲမှာမကောင်းတဲ့အာဟုသတရားတွေရောက်သွားမယ်လို့သိတော့အဲ့ဒီအာဟုသတရားတွေဖြစ်သေးလားဖြစ်ပါဘူးအဲ့တော့ယနာသုံးပါမပေးလိုက်ဘူးလားအဲ့ဒါတရဏအတ္တဖြစ်တာပဲဟုတ်ပြီနော်အဲ့ဒီလိုဖျားတရားသံဃာယနာသုံးပါကိုခန္ဓာစီတီထိုက်အောင်ယုံကြည်တဲ့သရာနဲ့ကိုးကွယ်နေတဲ့ပုဂ္ဂိုလ်အန္တဘာလပုရုဇဉ်လို့ပြောလို့ရပါမလားမရပါဘူးဘယ်ရှင်းသွင်းရမှာလဲသဒ္ဓါနုသာရိသောတာပန်ဟုတ်ပြီလားအဲ့သောတာပန်ဖြစ်ဖို့နေသားကနဲ့သွားဖို့လိုသေးလားနိုင်ငံခြားသွားဖို့လိုသေးလားအင်္ဂလန်အမေရိကန် USA မှာရှိတာလားမြန်မာနိုင်ငံမှာရှိတာလားဒါပေမဲ့ USA မှာဘာဝါလို့တာလဲနိုင်ငံခြားသွားတယ်ဆိုအထင်ကြီးနေတာဟုတ်ပြီလားအထင်ကြီးတော့ဘာဝချာလဲလောဘဒေါသတိုးပွားမဲ့ယတနာတွေတခဏတာဘဝတာအထောက်ပံ့လောက်ပဲရှိတာတွေသိရင်အားကိုလို့မရဘဲနဲ့အပယ်လေးပါဆောချမဲ့ဟာတွေမရှိလို့တော့မဖြစ်ဘူးမရှာလို့တော့ရပါမလားဒါပေမဲ့အဲ့ဒီယရနာကြီးမှယရနာလို့ထင်တာတော့ဘုရားတရားသံဃာယရနာသုံးပါလွတ်မသွားဘူးလားလွတ်သွားတော့သိလဲသိတော့ယရနာမရှိတဲ့ပုဂ္ဂိုလ်ဗလာချင်းသွားပြီသန္တရာမှာဆင်းရဲတဲ့ဒုက္ခကြီးမသွားဘူးလားခုနကိုယ်ပိုင်ကားစီးတဲ့ယရနာကြီးတော့ကိုယ်ပိုင်ကားဝယ်တယ်ကိုယ်ပိုင်လမ်းသွားတယ်စိတ်ကြိုက်ဝယ်ဆုံးလိုက်တော့ယရနာကြီးတော့ချမ်းသာတာမသွားဘူးလားတရားဓမ္မတွေဘယ်သွားကြမလဲဘုရားဘာသာဝင်တွေဘယ်ရောက်သွားကြမှာနိဗ္ဗာန်ယရနာသုံးပါကိုးကွယ်တဲ့ဆိုကွယ်အဆုံးကြီးပဲလေနိဗ္ဗာန်အဲ့တော့နိဗ္ဗာန်ကိုသွားနေတဲ့ပုဂ္ဂိုလ်စီးဆင်းနေတဲ့ပုဂ္ဂိုလ်ဖြစ်မသွားဘူးလားဘာခေါ်မလဲအဲ့ဒါကိုသောတာပန်ပုဂ္ဂိုလ်ဟောပြီနော်သောတာပန်ဆိုပြီးတော့လောဘဒေါသမောဟတွေနဲ့ငါနဲ့သူနဲ့ခိုးနေလူနေစနေရပါမလားအဲ့ဒါကြောင့်မလို့အဲ့ဒါသောတာပန်မဟုတ်ဘူးဟောပြီနော်ငါကတော့ဉာဏ်ရှင်ရပြီသောတာပန်ပြီမူးတွေယူနေစနေကြိုင်နေဆိုင်နေဖြစ်ပါမလားဖြစ်ပါဘာဖြစ်လို့လဲဖျားမကြိုက်ဘူးအဲ့တော့ဖျားမကြိုက်တဲ့အလုပ်လုပ်ပြီးသောတာပန်တည်းခက်ချင်နေခတ်လို့ရပါမလားအဲ့ဒီဉာဏ်စဉ်နဲ့မဲ့တွေခိုးတွေပေးကြပါအောင်အသက်နဲ့လဲပြီးဘုရားကိုကြည်နိုင်မှာမလားစဉ်းစားကြည့်လေဟောပြီနော်ယရနာဟူတာတရားဓမ္မတွေအခုသံဃာတဲ့တထေးကြီးဓမြလာတိုက်မယ်ဆိုရင်လွယ်လွယ်နဲ့ပေးမလားခုခံလို့ရနိုင်မြခုခံမလားဘာဖြစ်လို့လဲကိုယရနာတန်ဖိုးရှိလို့ဟုတ်ပြီလားအကယ်၍ဒီယရနာဟာတန်ဖိုးရှိပါတယ်ဆိုရင်ဒီယရနာပြည့်စည်ကြောင်းနေပေါ်လာရင်လက်ခံမလားတိုက်ခိုက်မလားမကောင်းမှုတွေကဝင်လာလို့ရှိရင်နှလုံးသားထဲမှာယရနာမရှိရင်အဟုတွေကိန်းဝိုင်းရင်နှလုံးသားယရနာတွေကိုတိုက်ထုတ်တာနဲ့မတူဘူးလားတကယ်လို့ယရနာတန်ဖိုးရှိတဲ့ဆိုလက်ခံပါမလားလက်မခံဘူးဆိုရင်အဟုတရားတွေနှလုံးသားထဲရောက်ပါမလားအဲ့ဒီလိုယရနာကိုယုံကြည်ရမယ်ဘုဒ္ဓမူသေးမိဓမ္မမူသေးမိနဲ့မရဘူးနော်တထာပါမရမှာဟုတ်ပြီလားသဒ္ဓါနုတာရိသောတာပန်
အဲ့တော့ဘုရားတရားသံဃာယန္နာသုံးပါးကိုနှလုံးသားထဲမှာထားနာပြီးတော့ရတော်လေစွာလူဖြစ်တဲ့လူပေါင်းများစွာတတ္တဝါဖြစ်တဲ့တတ္တဝါပေါင်းများစွာသန္တရာလေခဲ့ရပြီမဲ့အခုတော့ငါတို့တွေဒီခန္ဓာစီရီထိုက်တဲ့ဘဝကိုရပြီဟုတ်ပြီလားခန္ဓာစီရီထိုက်တဲ့ဘဝရမသွားဘူးလားအေးအဲ့ဒါကိုတို့ဓမ္မတွေတို့တွေဒီခန္ဓာစီရီထိုက်တဲ့ရတော်လေစွာအဲ့တော့ဘုရုဘာတော်ဒုံလဘောကောပိစဘာဝဒုံလဘောမနုဿဘာဝဒုံလဘောဒုံလဘောတရာတံပတ္တိဆိုတာတရားနဲ့ပြည့်မသွားဘူးလားပြည့်ပါပါအဲ့ဒါတဲ့ပို့ပြီးမြတ်တာကမှတ်ထားလိုက်ပါတတ္တမသာဝနာအတိဒုံလဘံအဲ့ဒီဒုံလဘရနိုင်တဲ့ယရဏရှိက၄မျိုးတဲ့ပို့ပြီးတော့ရနိုင်တာကတော့သူတော်ကောင်းဆုံးမတဲ့စကားပါပဲရခမပြီးတဲ့အမွေလားဟုတ်ပါဘူးအဲ့တော့ဘာနာတကြီးလားဟုတ်ပါဘူးလင်လူသာကားကြီးလားသိမ့်ပရဲ့ကြီးလားတိုက်ကြီးလားဟုတ်ပါဘူးတဲ့သူတော်ကောင်းဆုံးမတဲ့စကားပါအခုတော့သူတော်ကောင်းဆုံးမတဲ့စကားတရားဖွင့်မဲ့ဆိုနားကြီးတယ်ပိတ်လိုက်ဟုတ်လားပိဋကသုံးဖို့သူ့ဟာသူဘာမုံမုံကိုယ်အိမ်မှာလာမကြုံနဲ့ရှုပ်တယ်အိမ်မှာတော့ကိုရီးယားကအတွဲလိုက်ရှိပါသည်တတွဲဘယ်လောက်ပြရတယ်မသိဘူးလာခဲ့တတွဲပဲဟုတ်ပြီလားကိုရီးယားကဖွင့်ပြီးတော့ဘုရားရှင်ရှိမှကိုရီးယားမင်းသားမင်းသမီးကိုတင်နေကိုကအောက်ကသူကဘောကဟုတ်ပြီလားမိမတယောက်ယောက်ျားတယောက်တဲ့မိမလေးငါတော့ယူပြဿနာတွေတက်ပြဿနာတွေတက်တော့ရိုက်ကြနဲ့ကြငိုကယိုကြမငိုဘူးလားငိုတော့ကုသိုလ်တရားလားအကုသိုလ်တရားလားသူငိုတော့ကိုယ်ကလည်းအောက်ကဘယ်လိုလိုက်ကုန်လဲမြိတ်လေးစမ်းနဲ့မငိုလာဘူးလားကုသိုလ်လားအကုသိုလ်လားသူတော့အာဟုလိုပဲရှားနေတာအလုံးမရှိအလုံးရှာပြဿနာအိမ်မောခေါ်တင်တယ်အလကားမတင်ပတ်စံပေးတင်တာနော်ပိဋကသုံးဖို့ကြတော့ဘာသာပြန်စာအုပ်ကြတော့ဝယ်လားမဝယ်ဘူးဟုတ်ပြီလားအေးအဲ့တော့တရားဓမ္မတွေတို့လူမျိုးတို့ဘာသာကိုယ်ဘာသာကိုနားမလည်ဘူးဆိုရင်ဘယ်နဲ့လုပ်ပါမလဲဟုတ်ပြီနော်အဲ့တော့ဘာသာကိုယ်ွယ်တဲ့ယုံကြည်တဲ့ဆိုတာဘာကိုရှိတန်းတင်ပါလဲစစ်မှန်တဲ့ကိုယ်ွယ်ထိုက်တဲ့မှန်ကန်တဲ့ဖရာမှန်ကန်တဲ့တရားမှန်ကန်တဲ့သံဃာဟာမှန်ကန်ပါတယ်လို့ယုံကြည်တဲ့တရားနဲ့ကိုယ်ွယ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဒီမိစ္ဆာဒိဋ္ဌိမှလွတ်တယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်သမာဓိကိုရောက်တယ်ဖရာရဲ့သာသမီဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါအနေဆုံးသာဝကဥပဒကဥပဒတိလို့ခေါ်တယ်။သို့မဟုတ်တရားနုတာရိသောတာပန်လို့ခေါ်ပါပြီ။ဒါယရဏ၃ပါးဟုတ်ပြီနော်။သီလဆိုတဲ့တရားတဲ့၅ပါးသီလသီလဆိုတာစောင့်ထိန်းတာ။ဒကာဓမ္မတွေလောကမှာစောင့်ထိန်းတဲ့သီလကိုတဲ့သီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာဆိုပြီးတော့သီလသမာဓိပညာဆိုပြီးသိက္ခာ၃ရပ်လို့မပြောကြဘူးလား။အဲ့တော့သီလဒီခုနဥသိရှိပါဣတရဏသရိဏတရဏ၃ပါးနဲ့တာဟအတူတကွပိစသီလာနိ၅ပါးသောသီလတွေတော်မြတ်ကိုဒိဋ္ဌပေးပါလို့မတောင်းဘူးလားတောင်းပါဗျာရှိလို့တောင်းတာလားမရှိလို့တောင်းတာရှိလို့တောင်းတာပါဗျာဥသိရှိကပေးပါလို့တောင်းတာသီလရထားလို့လားမရသေးလို့လားမရသေးဘူးဆိုတော့မရှိသေးလို့ပေါ့မရှိသေးလို့တောင်းတာဟောပြီအဲ့ဒီအိဗယ်ကိုသိကြလို့သီလရှိတာနဲ့မရှိတာနဲ့နော်ခွဲကြလိုက်ကြတော့အခုရက်ွက်ထမှာတခါကြီးတို့ရက်ွက်ထမှာနော်ဥလဆိုတဲ့လူတရားကသူ့သားအဆိုးမူလေယူလေအော်လေဟေးလေအဲ့လိုဖြစ်တဲ့အခါကျတော့အပေါင်းအသင်းတွေနဲ့သူ့ရဲ့အပေါင်းအသင်းတခါကြီးဥလကသူ့သားတော့ဆုံးမလို့ရအောင်ကြောင်းသွားပြီးရမ်းဝင်ပေးဦးမယ်ဝေပေးဦးဆိုကြောင်းသွားတယ်အဲ့ဒီကောင်ပြောဆိုပြီးတော့တခါတည်းခေါ်အောင်ငေါ့ပြီးခေါ်သွားဟိုလေးကကတုံးတုံးပြီးတော့သင်္ကန်းတောင်းတယ်သင်္ကန်းတောင်းတော့ဘာလို့လဲတရဏဂုံ၃ပါးနဲ့10ပါးသောသီလတော်မြတ်ကိုမတောင်းဘူးလားတောင်းပါဗျာဘာတောင်းတာလဲ10ပါးသီလတောင်းတယ်10ပါးသီလတောင်းလိုက်တော့သူဘယ်ဘဝသို့ရောက်သွားလဲသာမဏေကိုရင်တော်မနသာမဏေဘယ်ဘဝလဲလူဘဝလို့ပြောလို့ရသေးလားဘယ်ဘဝရောက်သွားလဲသာမဏေဘဝဟုတ်ပြီလားအဲ့ဒါဒကာဓမ္မတွေဘဝကိုဘာနဲ့သတ်မှတ်မလဲသီလမရှိရင်သီလနဲ့မသတ်မှတ်ဘူးလားသင်္ကန်းဝတ်ပြီးတော့၅ပါးနဲ့နေလို့ရလူဝိတဲ့10ပါးသီလနေလို့ရအဲ့တော့လူဝိကြောင်လုံးနဲ့သိက္ခာ10ပါးနဲ့မလိုက်ဘူးဘာလို့လဲ10ပါးသောသိက္ခာမြတ်နေလို့အပြင်းမစရိယဘုံဇာတတုပဒဆိုတာရှုမှုမကန်ရဘူးဆိုလူတွေနဲ့ဆန့်ကျင်မဖြစ်မသွားဘူးလားလူတွေအဲ့ဒီသီလကိုမထိနိုင်ဘူးနော်အဲ့ဒီသီလဒီလူတို့ဝတ်ကြောင်မှလွတ်တဲ့အရဟတဒီလိုသင်္ကန်းဝတ်တဲ့ပုဂ္ဂိုလ်များမှသာလင်ဒီသီလကိုထိနေတာသီလထိန်းတော့မြတ်မသွားဘူးလားအဲ့တော့ဘာနဲ့ခွဲကြတာလဲမြတ်တဲ့နေနဲ့ဆိုတာဘာနဲ့ခွဲတာလဲလူဘဝသာမဏေဆိုတဲ့ယံဘဝဘာနဲ့သတ်မှတ်တာလဲသီလနဲ့သီလကိုသီလသမာဓိပညာသိက္ခာ၃ပါးဆိုတော့သိက္ခာရှိတာမရှိတာဘာလို့သတ်မှတ်မှာလဲ
သီလနဲ့သတ်မှတ်တာဟုတ်ပြီလားစိန်ပြေကြီးရှိတာကိုသိက္ခာရှိလို့ခေါ်မှာလားယာရုကြီးတာကိုသိက္ခာရှိလို့ခေါ်မှာလားအချမ်းရများတာကိုသိက္ခာရှိတယ်ခေါ်မှာလားဘာကိုသတ်မှတ်မှာလဲခုနတက္ကဓမ္မတွေသီလတောင်းနေဆိုတော့မရှိလို့ဆိုတော့သီလရှိလားမရှိတော့သိက္ခာရှိသေးလားဒီကောင်မတော်သိက္ခာမရှိတဲ့ကောင်မဆိုတာနာဖို့လို့သေးလားဘာဖြစ်လို့လဲသိက္ခာမရှိတာခုနကတော့ဥသိသီလမပြီးခင်အဲ့ဒီပုဂ္ဂိုလ်တွေကဘယ်လိုပုဂ္ဂိုလ်တွေလဲနောက်တစ်မျိုးခေါ်ရင်အနော်မာတိလန်းကသိက္ခာမရှိတဲ့ရပ်ကတော့မဖြစ်ပါဘူးဟုတ်ပြီလားအဲ့တော့သာမဏေဝိတ္တဝိတ္တသူဒီသူ့အဖေကသူ့ကိုအော်ဆဲထုထောင်ရသေးလားသာမဏေသီလလည်းဖြစ်တော်နောက်ဆုံးပါတော့လေသူ့အဖေကသူ့ကိုမကြောက်အောင်လားသားကိုအဖေကပြန်ကြောက်တာဘာကြောင့်ကြောက်တာဒါဖြင့်ကြောကံထိုက်တာကိုယ့်ရဲ့မြတ်လို့ပေါ့မြတ်တယ်ဆိုတော့ဘာကိုသတ်မှတ်မှာလဲဟောမထာနော်လောကမှာမြတ်တယ်ဂုဏ်ရှိတယ်ဆိုတာဘာကိုသတ်မှတ်ကြတာလဲလောကမှာအဲ့လိုမသတ်မှတ်ဘယ်သူကဘယ်ဘာရရပြီဘယ်သူကကုမ္ပဏီထူနိုင်ပြီဘယ်သူကနိုင်ငံခြားသွားနိုင်ပြီဘယ်သူကဘလို့ယာရုကြီးဘလောက်ခြံရများပြီဘလောက်ဝင်ငွေတွေကောင်းပြီဘယ်သူတော့ဟုတ်ပြီညံ့ပြီလို့တို့မတွေ့ကြဘူးလားသူတို့မှသိက္ခာရှိတာရှိပါဘူးသိက္ခာမရှိတဲ့ကောင်မြတ်တယ်ဆိုတော့သိက္ခာမရှိတဲ့လူချင်းကချူးမွန်းတာဟုတ်ပြီလားအရိယသူတော်ကောင်းတွေကချီးမွမ်းသလားမချီးမွမ်းဘူးနှလုံးသားထဲမှာဗလာကျင်းသီလသိက္ခာဉာဏ်သုံးပါးသိက္ခာမရှိတဲ့ပုဂ္ဂိုလ်အရိယသူတော်ကောင်းတွေကမချီးမွမ်းဘူးခုနတော့လောကီအာယုံကဟိနောကာမပုရိသေနိကောအနာရိယောအနာတတန်ဤတော့ဒွေမေပိကွေအာနာပပိတိအနာတိတဝကတမေသွေရောဆံယံကာမေတုကာမတုကလိကနိယောကောနော်အဲ့ဒါပါလဲဆိုရင်လောကီအာယုံကာမဂုဏ်ကာမဝိထုတွေဟာတဲ့အာနာပါလပုရုဇဉ်တို့နှစ်သက်တဲ့ပစ္စည်းတွေဝိထုတွေသူတို့အဲ့ဒါနဲ့ချမ်းသာပြီးသူတို့နှစ်သက်တာတဲ့အဲ့ဒီချမ်းသာတဲ့အာယုံကာမဂုဏ်ချမ်းသာမှုကိုအရိယာတို့ကမနှစ်သက်ဘူးမကြိုက်ဘူးအရိယာဥစ္စာမဟုတ်ဘူးအရိယာတို့မယုံဘူးလားအရိယာတို့ယုံတဲ့တရားကိုပုရုဇဉ်ကမကြိုက်နေဘူးလားကြိုက်နေတယ်ကောင်းပြီလောကခရိုင်ပြောရမယ်ဆိုလူတို့ယုံလို့စွန့်လိုက်တဲ့မစင်ကိုဝက်တရားမကြိုက်ဘူးလားလူတို့သိလို့ပုတ်ပြီးဆိုလွှတ်ပြတဲ့မသာကုတ်ကြီးကိုခွေးတရားမကြိုက်ဘူးလားဟမ်ဒီတန်လူတို့ကစွန့်ပြတာခွေးတရားကြိုက်သည်ဟုတ်ပြီလားအဲ့လိုဆိုရင်အရိယာတို့အံနဲ့စွန့်ပြတဲ့ထွေးထားအပ်တဲ့အရာတွေရောပါတွေလေစိန်ရှင်ငွေကြောက်တံပရမတွေကအရိယာတို့နော်ကြောက်လို့ယွန်လို့အံထုတ်ထားတဲ့အရာတွေဘာဖြစ်လို့လဲအဲ့ဒါကလောဘဖြစ်စေတယ်ပိဋ္ဌာရောက်စေတယ်ရရှိတော့မာနအသူတကယ်ဖြစ်စေတယ်အဲ့တော့ရတော့သုံးနေမှာကြောက်တဲ့သောကဖြစ်စေတယ်ဉာဏ်မျိုး၅ပါးဆိုရင်ရတယ်ပူပန်ရတယ်ဟုတ်ပြီလားသန္တရာခန္ဓာတိုးပေါ်တော့ခဏအိုးတဲ့နာတဲ့သေတဲ့ခန္ဓာရတော့ကိုယ့်ဘာကိုအိုးအောင်နာအောင်သေအောင်ကိုယ့်ဘာကိုလုပ်နေတော့မစင်းရဘူးလားအဲ့တော့အရိယာတွေဒီချမ်းသာကိုကြိုက်သလားအဲ့လိုဆိုအရိယာတွေထွေးရထားတဲ့ချမ်းသာကိုခမည်းတော်ကကြိုက်နေတယ်ဆိုတာတော့ဘုရားဘာသာဝင်ပေါင်းသူတော်ကောင်းတို့စဉ်းစားကြပေါ့ဟုတ်ပြီလားအခုတော့10ပါးသီလကြတော့သိက္ခာရှိတဲ့ဂုဏ်ရှိတဲ့မြတ်တဲ့မြင့်နေဆိုတာအခုတိုင်းကာရက10ပါးသောသီလကိုဆိုပါသည်ဘဝမှာပြောင်းမသွားဘူးလားပြောင်းပါဘူးနေရာနဲ့မြတ်တဲ့ဘဝရောက်မသွားဘူးလားနောက်တော့ဒီပုဂ္ဂိုလ်ကြီးကိုရင်နဲ့မထားဘဲနဲ့ယဟန်ပစ္စည်းပြည်သူတက်မယ်ဆိုပြိဋ္ဌာ7ပါးနဲ့သုံးရင်စွာနဲ့ကရကတန်ခါ5ပါးနဲ့သိဝင်ပြီးတော့ကမ္မဝါညက်လိုက်တဲ့ခါကျတော့ဘယ်ဘဝရောက်ပါပြန်လဲသီလဘယ်နှပါးလဲ229သွေဟုတ်ပြီလားအဲ့တော့229တဲ့သီလကိုမြင့်အောင်ဆန်းလိုက်တော့ယဟန်ပစ္စည်းဘဝသို့ရောက်မသွားဘူးလားရောက်ပါဘူးတာမဏိဘဝနဲ့မြတ်တဲ့ဘဝပြောင်းမသွားဘူးလားဘဝတွေတိုးပြီးမြင့်မြတ်သွားတာဘာကြောင့်တိုးမြင့်ပြတာလဲသီလတွေတိုးပြီးထမ်းလို့သီလတွေတိုးထမ်းတော့ဂုဏ်မရှိဘူးလားသိက္ခာလည်းရှိတယ်ဂုဏ်လည်းရှိတယ်ဟုတ်ပြီနော်အယုဒ္ဓိပြုတ်တိုက်တဲ့ဖေရတော်သားကိုပြန်ကြောရတယ်ဟုတ်ပြီလားနတ်တွေတရားတွေမြမာတွေရောမကြောရဘူးလားဘာဖြစ်လို့သူတို့မှာသီလမှမရှိတာနတ်ပြည်မှာ9ပါးသီလထိန်းတဲ့နတ်ရှိသလား10ပါးသီလ10ပါးသီလထိန်းတဲ့တို့ရဲ့တရားနိသံဃာတွေရှိသလားဥပုသ်ဆောင်လို့ရလားအခုကခင်ဗျားတို့သရဏဂုံယူလို့ရတယ်ဥပုသ်ဆောင်လို့ရတယ်ဟုတ်ပြီလားမြတ်တဲ့ဘဝကြီးရောက်နေတာနော်အဲ့တော့10ပါးသောသိက္ခာဘုံတာမဏိဘဝနေ229တဲ့သိက္ခာဘုံထားနေရဟန်းဘဝတဲ့ဘဝတော့ရဟန်းမသိဖြစ်တော့တာမဏိဘဝမှာနေလို့ရသေးလားမရဘူးသင်္ကန်းတော့ဒီသင်္ကန်းမယ်ခန္ဓာကိုယ်တော့ဒါပဲဘာကွာလဲစိတ်ကလေးမှာမြတ်တဲ့သီလ229တဲ့သိက္ခာဘုံကိုစောင့်ထိန်လိုက်တာရုပ်ကထိန်တာလားစိတ်ကထိန်တာလားအဲ့တော့
ဒါလောက်နေတော့ယဉ်ကျေးသွားပြီဆရာတော်ကလည်းဆုံးမတော့နောက်မတော့တော့ပါဘူးဆိုဝန်ငါကလေးပြောတော့အဖေကျွန်တော်ထွက်တော်မယ်ဆိုတော့ထွက်တော်မယ်ထွက်မယ်ဆိုတော့တရားဓမ္မတွေ229သိက္ခာကနေပြီးတော့10ပါးသောသိက္ခာတွေမလျှော့ချလျာဘူးလားသိက္ခာမြင့်နေရနေသိက္ခာနှိမ့်သွားအောင်သိက္ခာတွေမချလျာဘူးလားသိက္ခာချတော့သိက္ခာတွေကျမသွားဘူးလားသိက္ခာကျတော့မြတ်တဲ့ဘဝယဟန်ဘဝကနေပြီးတော့ရုံးနေတဲ့သာမဏေဘဝရောက်မသွားဘူးလားဘဝနှိမ့်ကျသွားတယ်ဆိုတာဘာကချပြတာလဲမှတ်ထားနော်မှတ်ထားနော်လောကမှာမြင့်မြတ်တဲ့ဂုဏ်ရှိတဲ့ဆိုပြီးခင်ဗျားတို့ရှာနေဖုန်နေမျက်နာမူနေကြတာတွေနဲ့အခုဦးဇင်းဟောတဲ့ဘုရားအလိုတကြဟောတာနဲ့ကြွာထားမနေဘူးလားဒါမှမဟုတ်ဒုဗုဒ္ဓဝါဟောစီသတိထားပါယတနာ၃ပါးကနေစားကနဲ့လွတ်ပြီးမှယူဖို့မဟုတ်ပါဘူးသီလကအသက်ပေးပြီးတော့လိုက်ရှာမှာလားရာဇီဥဒု၃ပါးလိုက်ရှာမှာလားအတိုးပေးဖို့လိုသလားအဲ့ဒီလောက်မြတ်တဲ့သီလတွေနော်အဲ့ဒါကိုအလကားပြထားလို့ဦးဇင်းကအောက်ခြေကနေစဟောတာပါအဲ့တော့သိက္ခာရှိတဲ့ကြီးမားတဲ့229သိက္ခာဝဋ္ဌာနဲ့ယဟန်မသိန်းဘွားသိက္ခာနှုတ်လိုက်တော့သိက္ခာကြသွားတော့ယဟန်ဘွားမှာတာမဏေကနေလို့ရသေးလားမြတ်တဲ့ယဟန်နေတဲ့နေရာနေလို့မရတော့ဘူးဘုံချမသွားဘူးလားမြတ်တဲ့ဘဝတွေနေတဲ့ဘုံကိုလျှော့ကြမသွားဘူးလားဘာလျှော့ကြလို့လဲသီလလျော့ကြပါသီလလျှော့ကြရင်ဘုံလေကြီးရတယ်လျော့မသွားဘူးလားသိက္ခာရောကြမသွားဘူးလားရုပ်ကိုရုပ်ပြီးနှိမ့်မသွားဘူးလားနှိမ့်သွားသီလတွေရုပ်တယ်လျှော့တယ်တယောက်နှိမ့်ကြသွားတယ်နှိမ့်ကြတဲ့ဘဝဘာဖြစ်လို့သွားအောင်သတ်မှတ်မှာလဲသီလရောအဲ့ဒီကနေပြီးတော့10ပါးသောသိက္ခာဘုံမှာတာမဏေဘဝမှာတည်တယ်တာမဏေဘဝကနေပြီးတော့လူထွက်တော့မယ်ဆိုတော့သိဉ္ဂန်းဝတ်လို့ရသေးလားမရတော့ဘူးသိက္ခာနဲ့မတန်ဘူးတဲ့10ပါးသီလကနေပြီးတော့လူကြောင်ဘဝ5ပါးသီလယူလိုက်တော့10ပါးတည်းက5ပါးနှုတ်တော့လူဝိကြောင်ဘဝလူဘဝဆိုလျှော့ကြမသွားဘူးလားတာမဏေဘဝကနေဘယ်ဘဝရောက်သွားလဲလူဘဝရောက်သွားတယ်လူဘဝရောက်တယ်ဆိုတာဘာအောင်သတ်မှတ်တာလဲသီလဘယ်နှပါးလဲ5ပါးသီလနဲ့ပြည့်စုံတာကိုဘာလို့ခေါ်မလဲလူလို့ခေါ်ဟုတ်ကဲ့လူဘဝမှာနေတာခုနဥသိရှိမှာသီလမယူခင်ကသီလရှိတာဆိုတော့ရှိပါသီလ5ပါးသီလတွေက5ပါးသီလကြည်တာကိုလူဘဝလို့သတ်မှတ်တဲ့5ပါးသီလကိုထပ်နှုတ်လိုက်မယ်ဆိုရင်လူဘဝနေလို့ရသေးလားဘယ်ဘဝရောက်သွားဟုတ်တယ်လေတိရစ္ဆာန်မှာသိက္ခာရှိလားပိဋ္ဌာငရဲအတုဒကမှာသီလသိက္ခာရှိလားသရဏဂုံရှိလားသရဏဂုံနဲ့သီလမရှိတော့သိက္ခာမရှိတော့ဘဝရောကြပါမလားဟုတ်လားသိက္ခာလည်းမရှိတော့ဆင်းရဲမှုအပြည့်နဲ့နေရတဲ့ချမ်းသာတာရှိသေးလားရှိပါဘူးအဲ့တော့လုံးဝယုံနေတဲ့ဘဝကိုရောက်တယ်ဆိုတာဘာကိုသတ်မှတ်တာလဲသီလဟုတ်ပြီနော်အဲ့တော့5ပါးသီလတာမလုံခြုံတော့ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီသိရင်မြတ်တဲ့ဘဝရောက်မလားအပယ်လေးပါးကြာအပယ်လေးပါးကြာခြင်းဘာလို့ဘာသီလမှမထိန်နေဘူးဟုတ်ပြီလားအပယ်လေးပါးကြာတော့ဆင်းရဲချမ်းသာလားဆင်းရဲတယ်ဆိုတော့ခင်ဗျားတို့ကြာခြင်းလေးလားမကြာခြင်းဘာလို့ USA နဲ့ UK တို့ United တို့သွားဖို့နိုင်ငံသွားသင်္ဘောတဲ့ကုမ္ပဏီထောင်ရပါမလားရှားတယ်ရှားကြတာသေးသေးပဲနေလားငါလားဟုတ်ပြီလားပြန်ညဆိုင်ညတိုက်ကြထွားကြသူနဲ့ငါနဲ့တိုက်ကြလူကြဘာလို့နေရတာပြန်ညဆိုင်ညတိုက်ကြထွားမရှိလောကမှာငြင်းညနာရှိသေးလားရှိပါဘာဖြစ်လို့လဲတဏမာနတိနဲ့ဖះဟောတဲ့အဆုံးအမကိုမသိတဲ့ခါကျတော့ဖះအဆုံးအမနဲ့လောရတာတဏမာနတိနဲ့ရှင်လာတော့ပြန်ညဆိုင်ညတိုက်ညထွားကြဖြစ်မလားဟုတ်လားအဲ့တော့ရှင်းလားချမ်းသာလားအဲ့တော့ယရနာ၃ပါးလက်မဲ့ရှိတဲ့ပုဂ္ဂိုလ်သီလပြည့်နေတဲ့ပုဂ္ဂိုလ်မှန်သမျှသည်ပြစ္ဆုတ်ပံလည်းဆင်းရဲတယ်သေတော့လည်းဆင်းရဲတယ်သေပြီးတော့လည်းဆင်းရဲတယ်ဆင်းရဲတယ်ဆိုတာဘာကြောင့်လဲသတ္တနဂုံ၃ပါးနဲ့သီလမရှိလို့ဟုတ်ပြီလားအဲ့တော့အပေလေးပါးဆိုတဲ့ဆင်းရဲတဲ့ဘဝမှာလွတ်ချင်ရင်အဖေအမေကြီးမှအမွေတောင်းမှလွတ်မှလားရဖမကြီးတောင်းမှလွတ်မှလားယတနာ၃ပါးနဲ့သီလကြောင့်ရလွတ်မှလားUSA တို့ UK တို့ကပေးမှလားမြန်မာနိုင်ငံကပေးတာကိုနိုင်ငံမှာသရဏဂုံ၃ပါးနဲ့၅ပါးသီလပေးတဲ့နဲ့ဘုန်းကြီးမရှိယူလို့ရပါမလားအဲ့လိုဆိုတရားဓမ္မတွေမိမိတို့ရဲ့သံဃာကိုနော်သာသနာမှာချီးမြှောက်မဲ့တရားတွေဟောမဲ့သံဃာတော်ကလည်းတို့မြန်မာနိုင်ငံမှာပြည့်ပြည့်စုံရှိပါသည်တရားတွေနာဖို့ဓမ္မယုံနေမရှိဘူးလားတရားတွေဟောမဲ့ပိဋကတ်တွေပြန်လာဘာသာပြန်တဲ့စာအုပ်တွေတော့သွားဝေမရဘူးလားနိုင်ငံခြားမှာရလားမြန်မာနိုင်ငံမှာရအဲ့ဒီတော့ယရနာတွေကိုလွယ်လွယ်နဲ့2000-3000ပြင်တောင်းရပါတယ်နော်
မြတ်စွာဘုရားဆရာဖြစ်ကနေပြီးတော့ပရိသေဝံပြုတဲ့အထိဟောခဲ့တဲ့စကားအဆုံးအမတတ္တဝါတွေညီရညီကြောင်းအကျင့်ကောင်းဤကောင်းပညာကောင်းတွေပေးခဲ့တဲ့သုတ်တံပိဋကကြီးကဘာအေးမှာသွားဝင်ရသည်ဟုတ်ပြီလားယရဏတိုက်ကြီးသွားယူတာနဲ့မတူဘူးလားအေးအဲ့ဒါကြောင့်တရားဓမ္မတွေလူရည်လို့သတ်မှတ်တာကဘာကိုသတ်မှတ်တာလဲတဏှာကုံ၃ပါးနဲ့၅ပါးသီလရှိတာကိုလူရည်လို့သတ်မှတ်မှာပခုံးတစ်ဘက်ကြာခေါင်းပေါလို့နှာခေါင်းကနေအသက်ရှူတိုင်းလူလို့သတ်မှတ်မရပါမလားအေးမှတ်ထားပါအဲ့တော့သူပဲငါပဲလို့လူလဲလို့ထင်နေကြတာတရားဓမ္မတွေထင်တဲ့လူဟာဖရာအလိုတော်ကြလူဟောရဲ့လားဟုတ်ပါဘူးဖရာအလိုတော်ကြလူဟာအာတမနတံဇာနာတိတိမနုသောအာတမနတံအကြောင်းပဲအကျိုးပဲအကောင်းပဲအဆိုးပဲလို့သိတာကိုမှလူပါတဲ့ဟုတ်ပြီလားနော်ဒီယူဝမှားတယ်ဒီယူဝမှန်တယ်ဒီအာဒီစိတ်ကဖြင့်လောဘသည်ဒေါသသည်ပါဏာတိပါတာဟုရှောင်းတယ်သူများတဲ့ကိုတတ်မင်းသူများတဲ့တော့ကိုယ်ပြန်မတတ်ခံအောင်လားနော်သူများလောကမှာသူများကိုသွားရရင်ကိုယ်ပြန်မရိုက်ဘူးလားကိုပြုတဲ့ကံဒီကိုယ်ဘက်မပြန်ဘူးလားအဲ့ဒါကိုကသူများတော့တတ်တယ်ဆိုရင်ကိုယ်ကိုသူများကတတ်အောင်ပြန်လို့တာလို့ယုံကြည်တဲ့အတွက်ကြောင့်ကိုကသူများတတ်အောင်မလားတတ်ရှင်တဲ့စိတ်ပေါ်လာရင်မလို့ရလဲစောင့်ထိန်လေပြီဟုတ်ပြီလားအဲ့ဒါတရဏဂုံသီလယူတယ်ဆိုတာအဲ့လိုယူရမှာဒီမှာတော့သီလယူဟိုကြမှာရှင်တဲ့စပြီးရစိတ်သာဟုတ်ပြီလားလျှောက်တာနဲ့သီလလုံလုံသေးရဲ့လားမလုံုံတော့သီလပြတ်သွားပြီသီလပြတ်ပြီဆိုလူဘဝမှာရှိသေးလားရှိပါဘူးအဲ့ဒါကြောင့်ငါသီလမရှိတော့ဘူးဆိုငါလူမဟုတ်တော့ဘူးလားတွေ့လိုက်ခွေးလဲခန္ဓာ၅ပါးပဲလူလဲခန္ဓာ၅ပါးပဲသူလဲလောဘဒေါသမောနဲ့ကိုလဲလောဘဒေါသမောနဲ့သူလဲအာယုံကာမဂုဏ်နဲ့သားတွေသမီးတွေမွေးတယ်ကိုလဲအာယုံကာမဂုဏ်နဲ့သားတွေသမီးတွေမွေးတယ်သူတို့ပဲသားတွေသမီးတွေမရှိဘူးလားသူလဲရှာမပြေးဘူးလားဘာထူးလဲတဏှာငုံနဲ့၅ပါးသီလမြဲတာကိုပဲထူးတယ်မထူးတယ်သမတော်မှာသူတို့လည်းလောဘဒေါသမောဟနဲ့မောဟရင်ဘုံအာဟုလို့တဲ့ငါပဲနဲ့ဒိဋ္ဌိမရှိဘူးလားရှိပါတယ်စัจ jạ တိုက်ရတဲ့ဒေါသအောင်မရှိဘူးလားရရုပ်လည်းလောဘအောင်မရှိဘူးလားကျင်နာမှုယူအောင်တရားတော်မရှိဘူးလားပုဂ္ဂိုလ်သတ္တဝါကသူခွေးလည်းသိရသူများမွေးတဲ့ခွေးကိုမွေးတဲ့ခွေးကိုသားသမီးကိုသိတယ်ဗျာသိတယ်ဆိုတော့ဆွဲလန်းတယ်လို့မသိဘူးလားဆွဲလန်းတယ်လို့သိတာသူတို့ပုဂ္ဂိုလ်ဆွဲမရှိဘူးလားအဲ့လိုဆိုရင်ဘာထူးလဲဟုတ်ပြီနော်အဲ့တော့တရားဓမ္မတွေဘုရားရဲ့သာသနာမှာနော်ဒုတရားဓမ္မတွေနောက်မကြသေးပါဘူးယနေ့ကစပြီးတော့သူများကိုသတ်ဖို့မကြိုးစားပါနဲ့ကိုယ်ကိုသတ်ရင်လေဆင်းခံလိုက်ပါဟုတ်ပြီလားမစင်းမခံလို့ထသတ်တော့ကိုယ်ကိုနောက်တစ်ခါပြန်သတ်တာနဲ့အတူပဲသူများကိုသတ်တာကိုယ်ကိုပြန်သတ်တာဟုတ်ပြီလားအဲ့တော့သူများကိုသတ်တယ်ဆိုတာသူများကကိုယ်လာသတ်မယ်ဆိုရင်ကိုယ်ကသိခံလိုက်ပါတော့မြတ်စွာဘုရားကြီးစัจ jạ သာပြီးမျိုးတွေပြုတ်သွားတာနော်စัจ jạ သာပြီးမျိုးတွေကိုလာသသွားတာလာသတဲ့အခါမှာလာသတဲ့ပုဂ္ဂိုလ်ကနေပြီးတော့သူ့ရဲ့စိတ်ဓာတ်တွေနဲ့မြားတွေနဲ့ဖြစ်တာစัจ jạ သာပြီးမင်းနဲ့မျိုးရိုးဘဝနဲ့မြားနဲ့လမ်းဖြစ်တာတဲ့တယ်လာတယ်အနာကြတော့ဝိုက်ပြီးတော့မထီဘူးဟာငါတတ်သားရောသိကုန်ပြီကောကြာနေပြီးတော့တတ်သားတွေကတရားမှမသိတော့အဲ့မှာတက်တတ်တာအမှန်တော့စัจ jạ သာပြီးမင်းနဲ့မင်းတို့ကိုငါတတ်မယ်ဆိုလို့ရှိရင်ငါတို့ရဲ့မြားဆွမ်းတော့ကောင်းတယ်ဆိုပြီးကြတာမင်းတို့ကငါတို့တတ်ရင်မင်းတို့သိကုန်တယ်တဲ့ဓွာပြီးနဲ့တို့ကမတတ်တော့ဘူးတဲ့တတ်ပါဆိုပြီးတော့သူတို့လာတတ်တာကိုလက်နဲ့ချပြီးလေစင်းခံနေကျူပင်ကိုင်းပင်တော့အသခံနဲ့ပြန်တတ်သေးလားဘာဖြစ်လို့လဲကိုယ့်ကိုသတ်မိမှကြောက်လို့ကိုယ့်ကိုပြန်တတ်နိုင်ပြီတော့သေခြင်းတော့အိမ်မှာနေတဲ့ပုဂ္ဂိုလ်လေလဲတော့မွေကြိုက်ကောအိမ်မှာနေမွေလာကြိုက်ပါမလားကိုကသူများသတ်တာတော့ကိုယ့်ကိုသူများသတ်ဖို့အတွက်အချိန်ကြတော့နေရာကြတော့ကိုယ့်ကိုသတ်မဲ့နေရာကိုသွားရတယ်ဗျာဟုတ်ပြီလားဒါတွေဦးဇင်းတို့ဟောမယ်ဆိုတတ်ဟောပါတယ်အဲ့တော့ပါဏာတိပါဒကံသီလသိက္ခာအဲ့ဒီလိုစောင့်ထိနေတဲ့အတွက်ကြောင့်မိမိဒီအပယ်လေးပါးမှလွတ်ပြီးအဒိနာဒါနာသူများပစ္စည်းမခိုးဘူးဆိုရင်ကိုယ့်ပစ္စည်းသူများခိုးဘူးမလားခိုးပါဘူးအဲ့တော့သူများပစ္စည်းမခိုးတယ်ဆိုတော့ကိုယ့်ပစ္စည်းကခိုးမခံရင်လို့ပါစောင့်ထိန်လျာသည်ဟုတ်ပြီလားကာမေတုမိစ္ဆာသာတာသူများသားများပြင်မှာတော့ကိုယ့်သားများကိုပြန်ပြင်မှာမခံရဘူးလားဟန်တော့ခင်းလာချမ်းသာလားအဲ့ဒါကြောင့်လို့ကိုယ့်သားများကိုသူများအပြစ်မှမခံရင်လို့ကိုယ်ကလည်းသူများသားများကိုမပြင်မှာတာဟုတ်ပြီလားမှုသာဝါဒသူများလိမ်နေတော့သူများချမ်းသာပါမလားအဲ့ဒါကြောင့်မလို့သူများကိုလိမ်မလိမ်နဲ့ဆိုတာကိုယ့်ကိုပြန်လိမ်တာပဲကိုယ့်ကိုအလိမ်မခံရင်ဘာပဲလဲသူများလည်းမလိမ်နဲ့ဘုရားကအခြေခံဘုရားရဲ့သာဝကထဲမှာ၅ပါးသီလမဝိထားဘူးလားအလကားပိထားတော့လားကေတိမှုပိထားတော့လားအဲ့ဒီကနေပြီးတော့သူရာမေရရအရက်သေးသာတောက်စားပြီဆိုလို့ရှိရင်အရက်တဲ့အာဂရင်းရောက်တာနဲ့အဘိကြီး6ပါးဖြစ်ပါသည်မြတ်စွာဘုရားလက်ထက်ကဒီပုဂ္ဂိုလ်တယောက်ကတရားနာပြီးတော့ကျွတ်တောင်းနဲ့
မြတ်စွာဘုရားထံမှာယဟန်ဝိပြီးတော့တရားသွားထုတ်တယ်တရားသွားထုတ်တော့အဘုရင်၅ပါးရပြီးတော့သူပြောနေတယ်ဝိပဿနာနဲ့ကိုမကူတနေ့ကျတော့ရွာသားတွေအရှင်ဘုရားတကူနဲ့တပြုတ်ရွာနဂါတကူနဲ့ကြိုင်နေဖျားတယ်ကြိုင်မကွာတယ်သူကပုရုဇဉ်ဟန်ကိုအဘုရင်၅ပါးလောကီပုရုဇဉ်ပဲရှိသေးတယ်ကြိုင်လဲကြိုင်တော့ထုံမထေရနိုင်တော့ရွာသားတွေကအရက်နဲ့အခမ်းအရက်တော့မယ်ဆိုပြီးတော့မောလိုက်တာအာဂရိနဲ့ကိုအရက်တစ်ဆက်ကြာသွားတာအဘုရင်၅ပါးကွယ်ပြောက်သွားတယ်အဘုရင်၅ပါးရအောင်တော့နေလားငါလားသိရှိလားများကြိုးစားခဲ့ပေမဲ့အရက်တစ်ဆက်ကမဖြစ်ဘူးလားဖြစ်ပါဘူးအရက်ရဲ့ကျင်းထန်တဲ့အာဟုတုတ္တကလည်းအဘုရင်ကုသိုလ်တတ်ကိုပယ်တတ်နိုင်တယ်အဲ့ဒါနဲ့သံဃာတွေကသွားပြီးထမ်းလာပြီးမြတ်စွာဘုရားရှိကိုခေါင်းလဲပြီးထားရတာသူကမြားရောက်ပြန်ပြီးတော့၆ပြန်တယ်ရှင်သာရိပုတ္တရာတို့ရှင်မောဂလန်သွားခေါ်ထားတာနောက်တကဘုရားဘက်ကိုခေါင်းပြန်လဲတဲ့အဲ့မထေရဘုရားဘက်၆ပြန်တယ်အရက်ကမြတ်စွာဘုရားခြေသားတို့အရက်ကငါဘုရားတော်မှဘိမထားတော့ဘူးဆိုတော့ကျန်တဲ့လူဘိမထားအောင်အဖေမေရောရောက်ခမောဘိမထားအောင်မလားဘာမှမထားတော့ဘူးအဲ့ဒါပါလေအာဟုတုတရားတွေတိုးပွားမလာဘူးလားအဲ့တော့တရားဓမ္မတွေသီလဆိုတဲ့စောင့်ထိန်တာဒီတရဏအာဟုတုတရားတွေကိုတတ်ပြလိုက်တာပါဟုတ်ပြီလားအာဟုတုတရား၅ပါးသီလ၅မျိုးဒီအဲ့ဒီမိမိတို့ရဲ့စိတ်ရဲ့မိယာယုတ်ကြီးကိုနော်လောကမှာဇေဒီတည်ပြီးတော့အုံနေသေးကြောင့်ဗီလာမီထုံးနဲ့တည်ပြီးတော့ထုံးသင်္ကန်းရွှေသင်္ကန်းကသလိုနော်ဘုရားတရားတန်ခါရဏသုံးပါးနှလုံးသားထဲမှာကိန်းနေတဲ့ဒီခန္ဓာကိုယ်ကြီးကိုသီလ၅မျိုးနဲ့တူတဲ့အဝတ်တွေဆင်ញမ်းတော့ကြီးညိုဝေယဖြစ်မသွားဘူးလားအဲ့ဒီလိုကြီးညိုဝေယဖြစ်အောင်နေကြပါဟုတ်ပြီလားအဲ့တော့သီလရှိတော့သိက္ခာရှိတယ်၅ပါးသီလရှိတဲ့ပုဂ္ဂိုလ်ဒီကာမဂုဏ်ခံစားတဲ့ခါကျတော့ရက်သေးရွာထဲမှာနေရတဲ့ရိတ်တာထဲမှာအကြောင်းထဲမှာလင်မယားတွေနေလို့ရလားမရပါဘူးဘာဖြစ်လို့မရတာလဲနော်ကာမဂုဏ်ခံစားတဲ့ဆိုတာလေသန္တရာခန္ဓာတူဝါကြောင်းပဲရိတ်တာထဲမှာနေတဲ့သီလရှင်တွေရဟန်းတွေသာမဏေတွေကအဲ့ဒီအပြုကိုပြုလားမပြီးတော့ကာမကျွန်တွေခံရသေးလားကာမကြောင့်ဝိုးကျွေးတွေဒုက္ခတွေပြုပြင်တဲ့သင်္ခါရတရားတွေမများဘူးလားအဲ့တော့အဲ့ဒီသီလကိုမထိန်နိုင်တော့ယုံနေတဲ့အတွက်ကြောင့်အပြမသရိယာပုတ်ကျွလွန်တဲ့ပုဂ္ဂိုလ်ရိတ်တာနဲ့မတန်ဘူးမြို့အနှောအပြမနေကြရိတ်တာတို့ကြောင်းမှနေနိုင်လားနေနိုင်ပါဘူးဘာဖြစ်လို့လဲသိက္ခာမရှိတဲ့အပြမသရိယာပုတ်မေထုနာသံဝန္တကာမဂုဏ်မိဝဲတဲ့အလုပ်ကိုလုပ်လို့သူတော်ကောင်းတဲ့ရိတ်တာနဲ့ကြောင်းနဲ့မတန်ဘူးမင်းတို့အောင်လို့ရွာတဲ့နေကြရွာတဲ့နေလဲအချင်းချင်းရှက်ကြရလားဩငါတို့ကတော့ဖះမကြိုက်တယ်သူတော်မကြိုက်တယ်အောင်ကာမုန်ကြီးခံစားနေပြီဆိုတာမသိဘူးဒီအောင်ကာမုန်ခံစားတော့တန်ဟောစီနေတဲ့သင်္ခါရတရားတွေလောဘဒေါသမောဟတွေကုသိုလ်ဝါတွေသန္တရာခီးရှိတယ်။အိုခြင်းနာခြင်းကိုခဏခဏခံစားတယ်မကောင်းဘူးဆိုပြီးတော့ရှက်မှုကြောက်မှုရှိရလားမရှိတော့ဟိရိဝတ္တပါတရားရှိသေးလားရှိတော့ဟိရိဝတ္တပါတရားမရှိရင်ဘယ်ဘဝရောက်မလဲနော်ဒီဟိရိဝတ္တပါရှိလားရှိပါဘူးသူတို့မှလုံခြုံတော့ထမင်းအကြီးလည်းမရှိဘူးခွေးတွေရောရှိလားရှိပါဘူးရှိရမှကြောက်မှသိလားသိပါဘူးသူတို့အောင်ကာမဂုဏ်တွေခံစားတဲ့လူကြားထဲမှာရှက်ကြရှိလားရှိပါဘူးသူတို့ရဲ့ပေါ်လိုကြီးပေါ်နေတာဘာမှဟိုတန်းကကာဝေးစရာမရှိတော့ရှက်သလားရှက်ပါအပယ်လေးပါးကြမှာဥမာနာမသိမှာပြီးတော့သူတို့ကြောက်သလားကြောက်ပါအဲ့တော့ဟိရိဝတ္တပတရားမရှိတဲ့ပုဂ္ဂိုလ်ကဘာဖြစ်သူ့ဟာသူကြည့်ကြံကြည့်ဟုတ်ပြီလားအဲ့ဒါကြောင့်မလို့အရိယာသူတော်ကောင်းတွေကရှောင်တာအဲ့ဒါကတော့တပတ်မှတစ်ချိန်လောက်ရှောင်ရင်တော်ပါတယ်သို့တော်လည်းပဲမပြည့်မနေအသက်နဲ့လဲပြီးထရမှာတော့၅ပါးကိုယ်ွယ်ထားမှာတော့ယရဏ၃ပါးဟုတ်ပြီလားအလွန်ထိုက်တဲ့ယရဏရှိတဲ့ပုဂ္ဂိုလ်ဒီချမ်းသာတဲ့စည်းစိမ်ဘုကြီးတွေခံစားနိုင်တယ်လို့ဟုတ်ပြီလားယရဏထိုက်တဲ့ပုဂ္ဂိုလ်ဒီအထက်ကြပါအထက်ကြပါဆိုပြီးတော့သိတဲ့အခါမှာယရဏကိုဖက်ထားတဲ့ပုဂ္ဂိုလ်ဒီနတ်တွေကတော့နတ်ပန်းကြီးယထာကြီးနဲ့လာပြီးတော့အထက်ကိုကြွပါအထက်ကိုကြွပါလို့လာခေါ်ပါလိမ့်မည်ဟုတ်ပြီလားအဲ့ဒီလိုမှယရဏမရှိတဲ့ဘဝခိုးရီလာတဲ့လူမွေးကြီးလာတဲ့နွားကြီးလာအော်မမေးကောင်ကြီးလာတဲ့မဆွဲဘူးလားသူရအောက်တန်တဲ့ပုဂ္ဂိုလ်ကြတော့အောက်ကိုဆွဲချတော့မှာသေတော့ကံကမ္မနမိတ်ဂရိနမိတ်မပေါ်ဘဲနဲ့သေလို့ရပါမလားမရပါဘူးအဲ့တော့မကောင်းတဲ့နမိတ်မကောင်းတဲ့အာဟုသူတွေရောက်တယ်ဆိုတာမကောင်းတဲ့စိတ်ကြီးနဲ့ကျက်စားပြီးနှလုံးသားထဲမှာဌာမနာထားတော့မကောင်းတဲ့နမိတ်တွေပေါ်မလာဘူးလားပေါ်လာပါဘူးအဲ့ဒါကြောင့်မလို့အာသိဏကံသွားတော့လေဖရာကိုကြည်ညိုပြီးနေပါတရားကိုကြည်ညိုပြီးနေပါသံဃာကိုကြည်ညိုပြီးနေပါသီလကိုစောင့်ထိန်မှသားနဲ့မယားနဲ့လည်းနေလို့ရပါပြီဟုတ်ပြီလားအဲ့လိုသားနဲ့များနဲ့နေပြီးတော့တဏ္ဍာငုံနဲ့သီလမမြဲဘူးဆိုရင်ဘွက်နေပြီဟုတ်ပြီလားနေ့နဲ့မသွားဘူးလားနေ့သွားပါအခုလူဖြစ်ပြီးဗုဒ္ဓဘာသာဝင်ဖြစ်ပြီးသာသနာနဲ့ကြုံတာနော်ဘွက်နေရမှာကယ်တင်မဲ့ပုဂ္ဂိုလ်နဲ့တွေ့တဲ့အချိန်ပဲအဲ့ဒီကယ်တင်မဲ့ပုဂ္ဂိုလ်ကလက်ပေးပြီးတော့နော်ကျိုးတွေတရားတွေပေးပြီးတော့ကယ်တင်မှာကို
အဲ့ဒီကဲတင်တဲ့ပုဂ္ဂိုလ်နောက်မလိုက်ခင်းနဲ့အပြည့်မိမိပုတ်ချလိုက်မယ်ဆိုဒီပုဂ္ဂိုလ်ပြန်ပေါ်အောင်မလားအဲ့ဒါကြောင့်မလို့ဦးဇင်းကတို့တရားတော်သူတော်ကောင်းတို့ကိုလာပြီးတော့ကဲတင်တာဟုတ်ပြီလားကဲတင်တဲ့ညွန်ကြားတဲ့သာသနာအမွေကြီးကိုယတနာ၃ပါးကိုမဖက်သီလတွေပြည့်နေမယ်ဆိုရင်တော့ကိုယ်တိုင်နဲ့ကိုယ်ကမယ်ဟုတ်ပြီလားဘဝမြတ်တယ်ဆိုတာလေခုနအယုံနေတယ်ဆိုတာလေသီလကိုတန်ဖိုးထားတာပါသီလနဲ့ပဲဘဝကိုဆုံးဖြတ်ပါသည်အစေနာအနှိမ့်မြင့်ဆိုတာလေဘဝသီလနဲ့ဆုံးဖြတ်ပါသည်ယတနာနဲ့ဆုံးဖြတ်ပါသည်ဟုတ်ပြီနော်အဲ့တော့ပြစ္ဆုတ်ပံလည်းချမ်းသာသေတော့လည်းချမ်းသာသေပြီးတော့ချမ်းသာအချမ်းသာဆုံးဖြစ်တဲ့နိဗ္ဗာန်တိုင်အောင်သွားဖို့မလိုဘူးလားဒီကနေပြီးတော့မောင်လေးသွားမယ်ဆိုရင်မရှိဘဲသွားလို့ရပါမလားအဲ့လိုပဲဒုရဓမ္မတွေသီလဆိုတာတနည်းအားဖြင့်ပြောမယ်ဆိုရင်ရင်ပါပဲသီလရင်သီလရင်ဟုတ်ပြီလားရင်မရှိဘဲနဲ့ခရီးကိုသွားလို့ရတယ်လားမရပါဘူးအဲ့တော့သီလမက္ခသမာဓိမက္ခပညာမက္ခဆိုတဲ့မက္ခရင်ကြီးထဲမှာသီလရင်မပါဘူးလားသီလမရှိတဲ့ဘက်ကရင်ရှိလားရှိပါဘူးရင်မရှိတော့သွားလို့မရတော့ဘူးအဲ့တော့သီလတည်ယူတော်ရင်ဒီကနေပြီးတော့မန္တလေးသွားမဲ့ပုဂ္ဂိုလ်ဒီသွားမဲ့ကားကြီးကိုတောက်လျှောက်ပါအောင်ကြီးသွားရသည်ခုံချလို့ရပါမလားအဲ့တော့သီလရင်ကြီးပြောတာရင်မရှိတဲ့ပုဂ္ဂိုလ်ကိုလွယ်ရမရောက်ဘူးအဲ့တော့သောတာပန်ပုဂ္ဂိုလ်ဒီနိဗ္ဗာန်တည်ယူတော်အိုခြင်းနာခြင်းသိခြင်းဆင်းရဲနိဗ္ဗာန်ရှိတယ်လို့ယုံကြည်မသွားဘူးလားဒီသောသစ္စာယုံကြည်သွားရင်အဲ့ဒီတိုင်အောင်သွားဖို့ရင်မလိုဘူးလားဘယ်ရင်နဲ့သွားမှာလဲမသိပါဘူးလင်္ကာလူသာကားကြီးမှာပဲဂုံရှိတော့မလို့ခွာချက်တို့ကားကြီးမှာပဲဂုံရှိတော့မလို့လို့ဖြစ်နေတာအဲ့ဒီရင်ကပြည့်ရင်ပြင်းရမယ်ရန်သူမျိုး၅ပါးလည်းမกินဘူးရှိတော့ကောင်းတယ်အဲ့ဒါနဲ့မပြီးဘူးအဓိကရင်ကတော့သီလရင်ဟုတ်ပြီလားသီလတည်းသောရင်သီလတည်းသောအဝတ္တန်းစာတွေဆင်မြတ်မယ်သီလတည်းသောသိက္ခာတွေတင်ထားမယ်ဘုရားတရားသံဃာယနာသုံးပါးတွေနှလုံးသားထဲမှာဌာပနာထားမယ်ဆိုရင်လူရောနတ်ပါအလုံးပူဇော်ထိုက်တဲ့ထက်ပါမသွားဘူးလားသတိတပါပူဇနီယဒေဒီဆိုတာပူဇော်ထိုက်တာကိုဒေဒီလို့ခေါ်တယ်ဟုတ်ပြီလားပူဇော်ထိုက်သွားပြီးမြတ်ပြီးသားကဆေပါးသီလယူတော့အဖေရမရှိခိုးအောင်လားဘာဖြစ်လို့လဲပူဇော်ထိုက်လို့ဟုတ်ပြီလားအခုချက်ချင်းဒိဋ္ဌနမဝေဒနီယသီလအကျိုးပေးဘူးလားအဲ့လိုအကျိုးပေးတာထင်ရှားနေပါလေနဲ့မြတ်တဲ့ဘုံဘဝမြတ်တဲ့ဘုံဌာနနဲ့အမြတ်ဆုံးနိဗ္ဗာန်ကိုရောက်စေတဲ့အကြောင်းထောက်ပံ့ဖြစ်တဲ့ဟလားတဏှကုံ၃ပါးနဲ့သီလတော်သိက္ခာတို့ကိုတရားဓမ္မတွေယနေ့အစနေတော့လဲတဏှကုံနဲ့သီလနဲ့ဖက်နေပါသေတော့လဲတဏှကုံနဲ့သီလနဲ့ဖက်နေပါအဲ့လိုနေတဲ့ပုဂ္ဂိုလ်ဒီတဏှကုံနဲ့သီလနဲ့ရှိတဲ့ကြောင့်မြတ်တဲ့အထက်ကနေအမြတ်ဆုံးနိဗ္ဗာန်မရောက်ဘူးလားရောက်ပါဘူးအဲ့ဒါယနေ့ညတရားနာကြတဲ့အပရိသပေါင်းသူတော်ကောင်းတွေကအဘိဓမ္မာအလှရှင်ပေါင်းသူတော်ကောင်းတို့ဒီယနေ့မှစနိဗ္ဗာန်တိုင်အောင်သီလရည်ကြီးကိုနှလုံးသားထဲမှာခန္ဓာမှာမကွဲမကွာစောင့်ထိန်နိုင်ပြီလင်ယတနာသုံးပါးနှလုံးသားထဲမှာဌာမနာ၏မြတ်တဲ့ဘောအမြတ်တဲ့ဘုံဌာနကနေပြီးတော့အမြတ်ဆုံးနိဗ္ဗာန်သို့သီလယံသမာဓိယံမှာပညာယံအရဟတဘုံရည်ကြီးကိုလွယ်ကူသောကျင့်လင်မြန်သောဉာဏ်တို့ဖြင့်ရလွယ်ရောက်လွယ်မြတ်မောပြီလနိုင်ရပါစေကုန်သတည်း